ဒီကနေ့1382ခုသတင်းကျော်လာပြီနေ့ညရန်ကုန်တိုင်းရန်ကုန်မြို့မရန်ကုန်မြို့နယ်သမိုင်းလမ်းစုံဥအောင်ပွင့်လမ်းအမှတ်2ရပ်ကွက်နှစ်ဖက်သောမိုးပွားမိဘများကိုအမှုထားပြီးတော့ဓမ္မဒါနအလှရှင်ဒါယကာကြီးဦးမြင့်ဆွေဦးဒါကြီးကမာကြီးဒေါ်တီရာစိုးမိသားစုတို့ကဗိဓမာခါတော်နေ့အထိမ်းအမှတ်ဖြစ်ဖြင့်တရားအလှပွဲကိုပြုလုပ်ရတဲ့အချိန်ခါကာလမှာကာယကံရှင်များနဲ့တကွဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညဣတိယပါဠိတော်မှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ပင်စပုပ္ပနိမိတသုတ်တံဆိုပြီးတော့သုတ်တံတစ်ခုရှိပါတယ်အဲ့ဒီပင်စပုပ္ပနိမိတသုတ်တံကိုအခြေခံပြီးတော့လူဘဝရခဲ့တဲ့လူဘဝကိုရကြတဲ့အခါကာလမှာဘာဟာအရေးကြီးဆုံးလဲဆိုတဲ့မိကွန်းရဲ့အဖြေအဲ့ဒါကိုဗမာလိုခေါင်းစဉ်လေးတက်ပြီးတော့ဦးဇင်းတို့ပြောချင်ပါတယ်တရားကောင်းစဉ်ထဲမှာဆိုလိုရင်းအ내တိတ်ပဲတွေခြုံမိငုံမိအောင်ရိုးရိုးလေးဦးဇင်းတို့နာမည်ပေးထားပါတယ်ရှိဖို့တဲ့သိဖို့ကအရေးကြီးသည်နော်ဓမ္မကြီးတွေကများတော့ဓမ္မကြီးတွေပဲခေါ်ပြီးတော့တရားဟောမယ်ဟုတ်လားတရားကောင်းစဉ်ကဘာတဲ့လဲရှိဖို့တဲ့သိဖို့ကအရေးကြီးသည်ရှိဖို့လည်းပဲအရေးကြီးပါတယ်အရေးမကြီးဘူးလို့မဆိုလိုပါဘူးသို့တော့ရှိဖို့တဲ့သိဖို့ကပိုပြီးတော့အရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာအင်မတန်ဖို့တန်တဲ့ဗမာစကားပုံလေးတစ်ခုရှိတယ်ရှိတာနဲ့သိတာကိုနှိုင်းရှင်ပြထားတာဘယ်သူများပြောနိုင်မလဲမရှိတာတဲ့မသိတာခက်အင်မတန်ကောင်းတဲ့စကားပဲမရှိတာလည်းခက်ပါတယ်လွယ်တယ်လို့မဆိုလိုပါဘူးမရှိရင်အင်မတန်ခက်ပါတယ်မရှိလို့ခက်တယ်ဆိုတာကိုဒီပိဋကကသိပြီးသားပဲအဲ့ဒါဦးဇင်းတို့ကအကျေဝိထာရချက်ပြเสียမလိုဘူးမရှိရင်ခက်မှဆိုလို့ကိုရှိအောင်အမြဲတမ်းကြိုးစားနေရလိုအပ်တာလေးကိုဖြည့်ပြောကျင်တာကမရှိလို့ခက်တာတဲ့မသိလို့ခက်တာကပူပြီးတော့ကြီးကျယ်ပါတယ်ဆိုတာလေးကိုပြောချင်မရှိလို့ခက်တာကတော့ငငယ်လေးတွေကစမိဘတွေကသင်ပေးတာကိုပညာသင်နေဘာလို့ဖို့လဲရှိဖို့စီပွားရှာဖို့တူတူတန်တန်နေနိုင်ဖို့အကုန်လုံးချုပ်လိုက်လို့ရှိရင်ရှိဖို့ကြိုးစားကြတာပဲနော်ဒီကိစ္စမိုင်းညာဒါပေမဲ့ရှိဖို့ထက်သိဖို့ကပူပြီးတော့အရေးကြီးတယ်မရှိတာထက်မသိတာကပူပြီးတော့ခက်ခဲတယ်သိဖို့ကြတော့လူတွေဟာဦးစားပေးပြီးတော့အလုပ်တစ်ခုလို့သတ်မှတ်ပြီးတော့လုပ်မပေးကြဘူးသာသမီတွေအဲ့ဒီတော့လူသားတွေဟာမရှိလို့ဖြစ်တဲ့ဒုက္ခထက်မသိလို့ဖြစ်တဲ့ဒုက္ခကိုပို့ပြီးတော့ခံစားနေရတယ်လို့ဦးဇင်းတို့ကအဲ့ဒါလို့နားလည်ထားတယ်။တရားကြီးတို့မကြီးများကိုလည်းအဲ့ဒါလို့စဉ်းစားစေခြင်းမရှိလို့ဖြစ်တဲ့ဒုက္ခတွေမသိလို့ဖြစ်တဲ့ဒုက္ခကကြီးပါတယ်။မရှိလို့ဖြစ်တဲ့ဒုက္ခကိုကုညီရတာလွယ်တယ်။မသိလို့ဖြစ်တဲ့ဒုက္ခကိုကုညီရတာအင်မတန်ခက်တယ်။နော်တရားကြီးမကြီးများမသိရင်ဘလောက်ခက်မလဲဆိုတာကိုပြည့်စုံအောင်ဦးဇင်းတို့ရဲ့ဉာဏ်နဲ့ကုံအောင်မပြောနိုင်မသိလို့ခက်တဲ့အခက်တွေဟာဘလောက်ပါလို့တိုင်းတာလို့မရဘူးအဲ့ဒါကိုတော့ဦးဇင်းတို့ပုံပေါအောင်ကြိုးစားပြီးတော့ပြောပါမယ်နော်မသိရင်ခက်တဲ့အကြောင်းမရှိပေမဲ့လို့မသိရင်မရှိပေမဲ့လို့သိရင်တော့ထိုက်တဲ့လို့လွယ်ကူသွားမယ်ဆိုတဲ့အကြောင်းဒါလေးကိုဦးဇင်းတို့ကပြောခြင်းလို့တရားကောင်းစဉ်ကပါတယ်တော့ရှိဖို့တဲ့သိဖို့ကအရေးကြီးသည်တရားတော်ကိုမဟောကြားသိခင်မနာကြသိခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တော်ကျေးဇူးတော်နန္ဒရှိတဲ့အနက်ကဦးဇင်းတို့နမကာရဘုရားရှိခိုးဆိုတာရှိပါတယ်။တရားကြီးများသိကြလိမ့်မယ်။အဲ့ဒီတည်းမှာပါတဲ့ဘုရားရှိခိုးဂါထာတစ်ပုဒ်ကိုကျေးဇူးတော်ရှင်မင်းကွန်းဆိုတော်ဘုရားကြီးအနက်မြန်မှာပြန်ဆိုထားတယ်။အင်မတန်ကောင်းတဲ့အနက်ဒိဋ္ဌိတွေနဲ့ပြည့်စုံနေတယ်လို့ယူဆထားတယ်။အဲ့ဒါကိုအာယုံဆိုင်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုရင်းနဲ့တရားပွဲကိုစကြရအောင်နော်ဗုဒ္ဓနရနရသမောတရဏံတိတတံပညာပရိပါစုတိယဝိဟာတန္တကာရံအတ္တဝိကာမနရဒေဝဟိတဝန္တံဝန္နာမိကာရုဏိကမေကမနန္တညာနံနရနရသမောတရဏံလူယောနပမြမအစုံတတဝအလုံးတို့၏ညိုယုံပေါင်းစည်းတခုတည်းလျင်ကိုမိစိကရလိဖြစ်တော်မူပါပေထသောဒီတထမကောင်းလေးရကောင်းလေးရဟုပေါင်းဆက်ရောပြန်သောတော်ညာမြလောကတန်လေးမုံတိုင်းဝေးလေးမရွေ့မရိုင်ကြောက်စာတိုင်ကဲ့သို့ကြံ့ခိုင်သောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပရိပါစုတိယံရဟတမေဃဝိဇာပညာတသောစီမိရောင်ဖြင့်
ဝိဟာတန္တကာရဏမတကတန္တာရဝေဓမ္မယုံနာတရားမှန်ကိုတရားမိန်မေးဖြစ်ခွင့်မပေးပဲအရေးမှောက်ရောက်ပိတ်ကွယ်မှောက်သည်1500ကိလေသာညင်မဲ့မောင်တို့ကဲကိုဖြိုခွဲပေါက်ထွင်းဝါဒနာနဲ့တကွာရှင်းတော်မူပြီးထသောနရသမောတရဏံအထာဝိကာမနရဒေဝဟိတဝန္တလူယနဓမ္မိနိဗ္ဗာန်ဟုသုံးတန်ကြိုရလိမ့်နို့နဲ့အာဟုလာသူနတ်နယ်လူတို့ရွယ်ကျူမန္တာစည်းပွားကိုကြီးထွားလေအောင်ရွတ်ဆောင်တော်မူပါ၏ထသောကာရုဏိကဟရိယခေါ်နှလုံးတော်ကိုထုတ်ဖော်ပြမှုအကျဉ်သူသည်လေးစုသောမဲ့လေးကျင်သောဘုရားမည်ဆိုကကိုတော်တမငဲ့ကွယ်ဖဲရရနှုတ်တွင်ဖော်ပြခြင်းသာဒုစင်ကလောက်ကြီးမြောက်သောကရုဏာလေးရှိတော်မူပါ၏ထသောဝါရှိတော်မူသောကြောင့်အခါမြမနဲ့လူသုံးပုံသူတို့တွင်မြည်သူမြမရှင်အသည်မြတ်ကောင်းမှုပုဂ္ဂိုလ်တို့လေးဖြစ်တော်မူပါ၏ထသောအနန္တညာဏဤ၍ဤမြကလန့်ချပြီးမှတ်စသည်ကုံရည်အတွက်ကြုံသည်အဆုံးတိုင်ငါမရှိရသာမဟာပညာတွေအစိမ့်လေးရညာနာကျေးဇူးဂုဏ်ဝတ္ထုတို့ဖြင့်ကြီးကျူးလောက်လုံးပြည့်စုံတော်မူပါ၏ထသောဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားတင်သိမြင်ပေတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမှုယုံနဲ့နှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနိဝနာမှာကာယဝစီမနောကြည်ပြီးသုံးလီတော်ရပနာမဖြင့်ဒုက္ခယိုကျိုးလက်စုံမူကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားမိုက်ကနည်းနည်းလေးစူဣတိယတရားကောင်းစဉ်လေးမှတ်မိသေးလားဗါတဲ့တော့ရှိဖို့တဲ့ပြီးဖို့ကအရေးကြီးသည်တဲ့အဲ့ဒါကိုတစ်လုံးချင်းပြောကြရအောင်ဘယ်ကနေစပြောမလဲဆိုလို့ရှိရင်ရသော်ဘုရားပြင်စပုပ္ပနိမိတသုတ်တံဆိုပြီးတော့ဦးဇင်းတို့ယဟန်တော်တွေကိုဟောကြားထားတဲ့သုတ်တံတစ်ခုရှိပါတယ်အဲ့ဒီသုတ်တံလေးရဲ့အကျဉ်းချုပ်ကနေပြီးတော့အစချပြီးတော့ပြောကြည့်မယ်အခါတစ်ပါးမြတ်စွာဘုရားဟာယဟန်တော်တွေကိုမိန့်ကြားစစ်သားတို့တာဝရိန္ဒာနတ်ပြည်မှာရှိတဲ့နတ်တွေစုတီကနီးရောက်လို့ရှိနမိတ်ကြီး၅မျိုးထင်ရှားစွာပြလာတယ်တဲ့အဲ့ဒါပါလေလဲဆိုတော့အဲ့ဒီသေတော့မဲ့နတ်ပန်ထားတဲ့နတ်ပန်းတွေဟာညှိုးနှမ်းသွားတယ်အဲ့ဒီနတ်ဝစ်ထားတဲ့အဝိဒ္ဇာဟာညှိုးနှမ်းသွားတယ်အဲ့ဒီနတ်ရဲ့ရိုင်းကြားကနေပြီးတော့ချွေးတွေဟာယူစီကြလာအဲ့ဒီနတ်ရဲ့အယောင်အဝါတွေဟာညှိုးမိန်လာတယ်အဲ့ဒီနတ်ဟာအဲ့ဒီနတ်ပြည်မှာနေရတာမကြော်တော့ဘူးအဲ့ဒါလို့ဆိုလို့ရှိရင်ဘေးကနတ်တွေဟာဒီနတ်ကတော့သုတိသိကြပြီးတော့ဘဝကူးတော့မှာပဲလို့သိပြီးတဲ့အခါကျတော့အတူတူနေခဲ့တာကိုထောက်ထားပြီးတော့ကျေးဇူးတရားရှိတာကိုထောက်ထားပြီးတော့သွားပြီးတော့ပြောကြတယ်စကားသုံးခုပြောတယ်ဦးဇင်းတို့တရားကိုလိုရင်းကိုပဲတန်းပြီးတော့သွားမယ်ဗျာနော်တခါကြီးမိုက်များအဲ့ဒီမှာစကားသုံးခုဘယ်လိုပြောသလဲဆိုတော့အိုချင်းနတ်သာသင်ဒီဘဝကရှုတည်လို့ရှိရင်ကောင်းသောဘဝကိုသွားပါလေလို့ပြောတယ်ဒါစကားတစ်ခွန်းအဲ့ဒီကောင်းတဲ့ဘဝကိုရောက်လို့ရှိရင်အကောင်းဆုံးသောရခြင်းလို့ခေါ်ရတဲ့ကောင်းသောလက်ကိုရအောင်ယူပါလေလို့မှားတယ်ဒါစကားတစ်ခွန်းအဲ့ဒီအကောင်းဆုံးသောလက်လို့ခေါ်တဲ့အကောင်းဆုံးသောရခြင်းကိုရပြီဆိုလို့ရှိရင်အဲ့ဒီအကောင်းဆုံးသောရခြင်းကိုမိမိတန်တမှာခိုင်မြဲအောင်အမြင့်တွယ်အောင်ကြိုးစားပါလို့ဒါကစကားတစ်ခွန်းစကားဘယ်နှခွန်းမှားတယ်လဲသုံးခွန်းမှားတယ်အဲ့ဒီလိုမှားတယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိန့်ကြားတော့တရားနာပိဋကတွေကယဟန်တော်တစ်ပါးကမြတ်စွာဘုရားကိုထပ်ပြီးတော့မေးတယ်ရှင်ဘုရားအဲ့ဒီနတ်တွေကချီးမွမ်းရတဲ့ကောင်းသောဘဝဆိုတာဘယ်လိုဘဝမျိုးလဲဘုရားနတ်တွေကချီးမွမ်းရတဲ့အကောင်းဆုံးသောရခြင်းဆိုတာဘယ်ရာကိုရခြင်းကိုဆိုလိုတာလဲဘုရားအဲ့ဒီအကောင်းဆုံးသောရခြင်းကြီးကိုခိုင်မြဲအောင်ကြိုးစားရမယ်ဆိုတာကကိုဘာကိုဆိုလိုတာလဲဘုရားလို့ထပ်ပြီးတော့မေးတယ်မိတော့မြတ်စွာဘုရားကစိတ္တယဟန်သာဝရိနာနတ်တွေကတောင်ချီးမွမ်းပြီးတော့ပြောဆိုရတဲ့ကောင်းသောဘဝဆိုတာမင်းတို့ငါတို့ရထားတဲ့ဟောဒီလူဘဝကိုဆိုလိုတာဣတိယနတ်တွေကချီးမွမ်းပြီးတော့ပြောဆိုရတဲ့ဘဝဆိုတာလူဘဝကိုဆိုလိုတာပါတဲ့ခုတရားဓမ္မတို့ဦးဇင်းတို့ရထားတဲ့ဘဝနော်အဲ့ဒီမှာလူဘဝကိုရပြီဆိုလို့ရှိရင်အကောင်းဆုံးသောရခြင်းကိုရအောင်ယူပါလို့ဒုတိယစကားမပြောဘူးလားပြောတယ်
အဲ့ဒီမှာအကောင်းဆုံးသောရခြင်းဆိုတာဘာလဲမြတ်စွာဘုရားရဲ့အကြီးအသွေးမြတ်စွာဘုရားဟောထားတဲ့တရားတော်တို့ရဲ့အကြီးအသွေးမြတ်စွာဘုရားရဲ့တရားတော်တွေကိုကျင့်သုံးလို့ပေါက်မြောက်အောင်မြင်သွားကြတဲ့သံဃာတော်ရှင်မြတ်တို့ရဲ့အကြီးအသွေးဒီလိုဘုရားတရားသံဃာရဲ့ဂုဏ်တတ္တိအထူးကိုယုံကြည်တယ်စိတ်ထဲကအဲ့ဒါကိုဘာခေါ်မလဲတရားတရားဒီပိဋကသိတယ်နော်ဘုရားတရားသံဃာယတနာမြတ်သုံးပါးတို့ရဲ့ဂုဏ်ကျေးဇူးကိုယုံကြည်တယ်ဆိုရင်တရားတရားအဲ့ဒီတရားတရားကိုရပြီဆိုလို့ရှိရင်အဲ့ဒါအကောင်းဆုံးသောရခြင်းကိုရတယ်လို့ဆိုရတယ်အဲ့ဒီအကောင်းဆုံးသောရခြင်းကိုခိုင်မြဲအောင်လုပ်ဆိုတာကဘာပြောတာလဲဆိုသောတာပတ္တိမဉ္ဇဉ်ဘုံဉဏ်ကိုရလို့သစ္စာလေးပါးထိုးထွင်းသိမြင်တဲ့အသိဉာဏ်ကိုရတဲ့အခါမှာအဲ့ဒီတရားတရားသည်ဘယ်လိုအကြောင်းအကြောင်းရောက်မှတုံ့လှုပ်ခြင်းမရှိအောင်ခိုင်မြဲသွားတယ်ဆိုလိုတာကသစ္စာလေးပါးတရားသိမြင်အရိယာဖြစ်အောင်ကြိုးစားရမယ်လို့ဆိုလိုတာဒါအကျဉ်းချုပ်ဦးဇင်းတန်းပြီးတော့ပြောလိုက်တယ်နော်အဲ့ဒီတော့ဘေးသက်တို့ဦးဇင်းတို့တွေနောက်ဆက်တွဲစဉ်းစားရမှာကဘာကြောင့်ဒီလူဘဝကိုနတ်တွေကချီးမွမ်းရလောက်အောင်ကြီးကျယ်တဲ့ကောင်းတဲ့ဘဝလို့ပြောရသလဲဘေးသက်တို့ဦးဇင်းတို့တွေကြားမှုကြတယ်နော်လူဘဝဆိုတာအင်မတန်ရခဲ့တယ်အင်မတန်တန်ဖိုးရှိတယ်ကြားမှုကြတယ်မဟုတ်လားမြမပြေကအကိုချမြေကအတဆင်းအသွားခြင်းသာထိပွေရပမာမှတ်ကြမင်းငယ်ငယ်တုန်းကစာကြားမှုတယ်မဟုတ်လားဒီမြမပြေကအကိုချမြေကအတဆင်းထောင်တာဓာတ်ထက်ဒီအတဆင်းထိဖို့ရခက်တာတဲ့လူဘဝရဖို့ဆိုတာခက်တယ်လို့လူကြီးသူမတွေပြောတာကြားမှုတယ်မဟုတ်လားပြီးရင်မြတ်စွာဘုရားဟောတာရှိသေးတယ်လေပင်လေသမုဒ္ဒရာထဲမှာမျက်စိကန်းနေတဲ့လက်ကြီးတစ်ကောင်ကလည်းသွားခြင်းရသွားနေတယ်တပေါက်သေးသောအပေါက်ရှိတဲ့သဘိုးပြားကလည်းပဲပင်လေသမုဒ္ဒရာရင်းမြက်တဲ့ပြင်ပေါ်မှာမျိုးကျင်ရမျိုးနေတယ်မျက်စိကန်းနေတဲ့လက်ကြီးရဲ့ခေါင်းဟာအဲ့ဒီအပေါက်တစ်ပေါက်ထဲရှိတဲ့သဘိုးရဲ့အပေါက်ကိုဝင်စွတ်ဖို့ရဆိုတာလွယ်ကူပါမလားလို့မြတ်စွာဘုရားမေးတယ်မို့လားပိဋကရေလွယ်ပါမလားမလွယ်ဘူးအဲ့ဒါတဲ့လူ့ဘဝကိုရဖို့ပူပြီးတော့ခက်တယ်ဆိုတဲ့ဒေသနာတော်တွေကိုလည်းဒီပိဋကကြားဖို့တယ်မို့လားဘာကြောင့်လူဘဝကိုဒီလောက်ချီးမွမ်းပြီးတော့တန်ဖိုးရှိတဲ့ဘဝလို့ပြောရတာလေဒါလေးကိုစဉ်းစားစေချင်ခင်ဗျားတို့ကျုပ်တို့ရဲ့ဘဝရဲ့တန်ဖိုးဆိုတာဘာလဲဘာကြောင့်အဖို့တန်တယ်လို့ပြောရတာလဲဦးဇင်းတို့စဉ်းစားမိတာလေးကိုပြောမယ်ဗျာမြင့်မြတ်တာကိုယူနိုင်ခွင့်ရှိလို့မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့နားလည်ထားနောက်တစ်ခါဒီမိုက်မြတ်လူဘဝကိုဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောရတယ်လဲလို့မေးရင်ပြောတတ်ပါစေမြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့ဥပမာပြောမယ်ဗျာလူငယ်တွေနားလည်အောင်အာယုန်တွေကတော့အမြဲတမ်းတွေ့နေဒကာဓမ္မတို့ဦးဇင်းတို့မျက်စိကနေတစ်ဆင့်နားကနေတစ်ဆင့်အာယုန်တွေဟာဒီခန္ဓာကိုယ်ကိုအမြဲတမ်းလာပြီးတော့တိုက်ဆိုင်နေတယ်မဟုတ်လားအဲ့ဒီအချိန်မှာမိမိတို့ဘာကိုယူမလဲဆိုလိုပါဆိုကြပါစို့လမ်းကနေလူတစ်ယောက်ကမိမိကိုဆဲတယ်ဆိုကြပါစို့နော်အဲ့ဒီလိုဆဲတဲ့အချိန်မှာကိုကဒေါသနဲ့ပြန်တုံ့ပြန်ပြီးတော့ယုံကံကနာရောက်တဲ့အထိပြန်တုံ့ပြန်ပြီးတော့ဆိုးကျိုးတွေဒေါသတွေကိုယူမယ်ဆိုရင်လည်းရတယ်မဟုတ်လားဟင်ဒကမကြီးတွေရတယ်မဟုတ်လားရတယ်အဲ့ဒီဆဲတဲ့အတန်အတူတူချင်းကိုပဲသိခံခြင်းဒီကောင်းတယ်သူတော်ကောင်းတွေချီးမွမ်းတယ်သိခံခြင်းဒီမိမိအကျိုးသူတော်ဘာအကျိုးကိုတပြိုင်တည်းဆောင်ရွက်ရရောက်တယ်ကိုစောင့်စည်းနိုင်ခြင်းဒီထိန်းချုပ်နိုင်ခြင်းဒီကောင်းတယ်လို့လက်ခံပြီးတော့ဒါကိုပဲသိခံလိုက်မယ်ဆိုလို့ရှိရင်လေမြင့်မြတ်သောခန္တီတရားကိုယူလိုက်ရမရောက်ဘူးလားဆဲတဲ့အတန်ကြားတာကတော့အတူတူပဲနော်ဟိုမှာတယောက်ကတော့မကောင်းတာကိုယူလိုက်တယ်ဒေါသကိုယူလိုက်တယ်ဒီတယောက်ကတော့သိခန္ဓာကိုယူလိုက်တယ်ကိုယူတာကိုရကြတာပဲဟုတ်လားတခါကြီးမိုင်းမြတ်အဲ့လိုပဲလောကကတော့အာယုန်တွေအမြဲတမ်းတွေ့နေတယ်အဲ့ဒီနေရာမှာမိမိတို့ကဘာကိုရကျင်တယ်လဲကိုရကျင်တာကိုယူပိုင်ခွင့်ရှိတယ်လူဘဝကြီးဒါကြောင့်ရွေးချယ်ခွင့်ရှိလို့လူဘဝကိုမြတ်တယ်လို့နားလည်ထားရအဲ့တော့နေတိုင်းတို့ဘာတွေရွေးနေကြသလဲဒါစဉ်းစားရမယ်နော်တခါကြီးမိုင်းမြတ်မျက်စိနဲ့ကြားတိုင်းကြားတိုင်းနားနဲ့ကြားတိုင်းမျက်စိနဲ့မြင်တိုင်းနားနဲ့ကြားတိုင်းအာယုန်တွေကိုတွေ့တိုင်းတွေ့တိုင်းတို့ဟာယုံညံ့တာတွေကိုရွေးနေသလားဒါမှမဟုတ်မြင့်မြတ်တာကိုပဲရွေးပြီးတော့ယူသလားလူဘဝဆိုတာယုံညံ့တာလဲယူခြင်းတပဆိုရင်ယူလို့ရတယ်နော်ဟုတ်လားတခါကြီးမိုက်မြအေးဒါကြောင့်မကောင်းတာတွေကိုရွေးယူသွားပြီးတော့မကောင်းတဲ့နေရာရောက်သွားတဲ့ပုံကိုယ်တွေလည်းဒုနဲ့ဒီပဲမဟုတ်လားအေးကောင်းတာကိုမြင်လို့ယူခြင်းတပဆိုရင်လည်းယူနိုင်ခွင့်ရှိတယ်မဟုတ်လားတိရစ္ဆာန်တွေမှာအဲ့ဒါလိုရွေးချယ်ခွင့်ရှိသလားမရှိဘူးခင်ဗျားတို့ကျုပ်တို့ကံထူးလုံးလို့ရွေးချယ်ခွင့်ရှိဘယ်လောက်ထိရွေးချယ်ခွင့်ရှိတယ်လဲဆိုရင်မြင့်မြတ်ခြင်းတပဆိုရင်ယဟန္တာဖြစ်သည့်အထိမြင့်မြတ်ခွင့်ရှိနော်တခါကြီးမိုက်မြဒါရင်အားမရဘူးလောကကြီးကိုပါကဲတင်ခြင်းနဲ့ဖျားဖြစ်အောင်လုပ်မယ်ဟဲ့ဆိုလို့ရှိရင်လည်းပဲဖျားဖြစ်သည့်အထိကြိုးစားနိုင်ခွင့်မရှိဘူးလားရှိတယ်ပါရမီပြည့်ရင်ဖျားဖြစ်မှာပဲ
ဆိုလိုတာကကိုမြင့်မြတ်ခြင်းတယ်ဆိုရင်မြင့်မြတ်ခြင်းတလောက်မြင့်မြတ်နိုင်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့စဉ်းစားမိတယ်လူဘဝဆိုတာအချိန်တိုင်းအလဲအထက်လုပ်နေရတယ်လို့စဉ်းစားမိပိဋကဘာလုပ်နေရတယ်လဲအချိန်တိုင်းလဲထက်လုပ်နေရကိုယ့်ဘက်ကဘာပေးရတယ်လဲကိုယ့်ဘက်ကအသက်ပေးရတယ်အသက်ဘဝအသက်ပေးရအင်မတန်တန်ဖိုးရှိတဲ့အသက်ကိုပေးရတမိနစ်ကုန်သွားရင်တမိနစ်စာအသက်ဟာကုန်သွားတယ်ပေးလိုက်ရဟုတ်လားကိုယ့်ရဲ့နေထိုင်ခွင့်အတွက်ပေးလိုက်ရတယ်မဟုတ်လားတရက်ကုန်သွားရင်တရက်စာအသက်ကိုမလုပ်လိုက်ရတယ်ပေးလိုက်ရတယ်ကိုယ့်ဘက်ကပေးရတာကတော့အသက်ပဲတန်ဖိုးရှိဆုံးကိုပေးလိုက်ရတာပဲကိုယ့်ဘက်ကပြန်ရတာကဘာလဲဆိုတာကိုစဉ်းစားရဟင်ဒကာကြီးမိုင်းမြကိုယ့်ဘက်ကတချို့ဘာတွေပြန်ရတယ်မကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုတွေမကောင်းတဲ့အကြံစီတွေကိုလုပ်မယ်ဆိုရင်ကိုယ့်ဘက်ကမကောင်းတာပြန်ရတယ်ပေးလိုက်ရတာကအသက်ပြန်ရတာကယုံညံ့မှုဆိုရင်ပေးတတ်ရင်နိုင်သလားရှုံးသလားစဉ်းစားစမ်းပါပေးလိုက်ရတာကအသက်နဲ့ဘဝကိုခရခက်စီတီဆောက်ထားတဲ့ဘဝကိုပေးလိုက်ရတာနော်အေးအစားအသောက်အဝတ်အစားဒီမှာရက်တီလို့ရအောင်မနေ့ကြိုးစားရတယ်အဲ့ဒီလိုကြိုးစားပြီးတော့ခရခက်စီတီဆောက်ထားရတဲ့ဒီဘဝဒီအချိန်ဒီခွန်အားတွေကိုပေးလိုက်ရတယ်ကိုဘက်ကပြန်ရတာကယုံညံ့တာကြီးပြန်ရတယ်ဆိုရင်သေချာပေါက်ရှုံးပြီဟုတ်လားဒကမကြီးများအေးဒါပေမဲ့ပေးလိုက်ရတာကတော့အသက်ပဲသို့တော့ဟိုဘက်ကပြန်ရတာကကောင်းသောအကြံကောင်းသောအပြောကောင်းသောအပြုဆိုပြီးတော့ကောင်းမြတ်တဲ့မြင့်မြတ်တာတွေကိုရမယ်ဆိုရင်တော့ပေးလိုက်ရတာကအသက်ဆိုပေမယ်လို့ရတာကတိတ်ကောင်းနေတဲ့အတွက်ကြောင့်ရှုံးသလားမြတ်သလားမြတ်တယ်တော့လူဘဝမြတ်တယ်ဆိုတာမြတ်တာကိုယူနိုင်မှမြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပြည့်စုံဟုတ်လားဒကာကြီးမိုက်များအဲ့တော့ဘာနဲ့လဲနေရတယ်လဲဆိုရင်ကိုယ့်ဘက်ကပေးလိုက်ရတာကတော့အသက်ပဲကိုယ့်ဘက်ကရတာကတော့ယုံညံ့တာလည်းဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အည်အသွေးပေါ်မူတည်တယ်နားလည်လားမသိဘူးဟင်ဒကာကြီးမိုက်များအေးအမြဲတမ်းဘာလုပ်နေရလဲအလဲအထက်လုပ်နေရတယ်ဦးဇင်းတို့ထင်တယ်လူဘဝဟာပတ်စံနဲ့အင်မတန်တူတယ်လို့ထင်ခုဒကာမတို့နေတိုင်းလဲနေရတယ်ဒီပတ်စံလေးကင်ပြီးတော့ကိုလိုချင်တာနဲ့ပတ်စံနဲ့မလဲဘူးလားလဲနေရတယ်ဒီအလုပ်ကိုနေတိုင်းလုပ်နေရတယ်အဲ့ဒီမှာပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့လဲလိုက်ရတဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်တယ်ဒီတိုင်းထားရင်ပတ်စံကတန်ဖိုးရှိတယ်လို့လည်းပြောရခက်တယ်တန်ဖိုးမရှိဘူးလို့လည်းပြောရခက်တယ်ဒီငွေကြောင့်မို့လည်းပဲတချို့အသက်ခံရတယ်ဒီငွေကြောင့်မို့လည်းအမျိုးမျိုးဆင်းရဲပြီးတော့ဒီငွေကြောင့်မို့ပဲစိတ်ဆင်းရဲတာတွေအများကြီးလည်းဖြစ်နေသေးတယ်အဲ့တော့ပတ်စံရဲ့တန်ဖိုးဆိုတာကိုလိုချင်တာနဲ့ကောင်းတာလေးနဲ့လဲလိုက်ရတဲ့အချိန်မှာပတ်စံရဲ့တန်ဖိုးသည်အထွတ်ထိပ်ကိုရောက်သွားတယ်တချို့ဒီပတ်စံနဲ့ပဲမူရည်စေဝါတို့အရက်သေးစားတို့သုံးဆွဲလိုက်မယ်ဆိုရင်ဒီပတ်စံကိုကောင်းတဲ့ပတ်စံလို့ပြောနိုင်မလားမပြောနိုင်ဘူးသိပြီးတော့ဘုဒ္ဓနာကိုဝဲပြီးတော့သုံးဆောင်မယ်ဆိုရင်ကောင်းတဲ့ပတ်စံလို့ဒါပြောလို့ရအဲ့တော့လူဘဝဆိုတာအဲ့ဒီငွေကြေးနဲ့အင်မတန်တူတယ်လို့ထင်ဒကာဓမ္မတို့ဦးဇင်းတို့တွေဘာကိုရွေးပြီးတော့ယူမလဲငွေမရှိရင်တော့ကြိုက်တာကိုရွေးယူခွင့်ရှိသလားမရှိဘူးဒီတော့ငွေဆိုတာတကယ်တမ်းကတော့လုတ်ပိုင်ခွင့်ဟုတ်လားဒကာယူမိုင်များကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ငွေမှာရှိတယ်အဲ့လိုပဲလူဘဝဆိုတာလဲကိုဘာကိုရကျင်တယ်လဲဆိုတာကိုလဲထက်ခွင့်ရှိအဲ့ဒီနေမှာငွေနဲ့ဘဝနဲ့မတူတာကဘာလဲဆိုတော့ငွေကစုထားလို့ရတယ်အသုံးကြမှာသွားပြီးတော့ဝယ်မယ်ဆိုပြီးတော့စုထားလို့ရတယ်ဘဝကစုထားလို့မရဘူးနော်ဒကာကြီးမိုင်မြအဖို့တန်တာချင်းတူတယ်နော်တို့တော့ဘဝကတော့ကွာဟိုဘယ်ချိန်ကြမှာပြုံပြီးတော့သုံးလိုက်အောင်မယ်အခုတော့စုပြီးတော့ထည့်ထားလိုက်အောင်မယ်လို့ထည့်ထားလို့ရသလားမရဘူးအခုတခါနဲ့ပြည့်စည်လိုက်သွားတယ်ကိုကလဲခြင်းသည်ဖြစ်စေမလဲခြင်းသည်ဖြစ်စေအမြဲတမ်းလဲနေရတယ်တစုံတစ်ခုတော့ပြန်ရနေတာပဲယုံညံ့တာပဲဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်ဒီတော့ဘဝသည်သိမ့်ထားလို့မရဘူးဒါကြောင့်အမြဲတမ်းတတိရှိရမယ်တတိရှိမှဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီအချိန်လေးကုန်သွားတယ်ကောင်းတာလေးပြန်ရတယ်ဒီလိုဘယ်အချိန်ကျမှဘယ်လိုလုပ်လိုက်မယ်လို့ဘဝကိုသိမ့်ထားလို့မရဘူးဒါကြောင့်ဒကမာကြီးတယောက်ကဦးဇင်းကိုပြောတယ်ဘဝဆိုတာတဲ့ကတ္တရာလမ်းလျှောက်တယ်လို့မျိုးအရှိကြီးကြည့်ပြီးတော့မျောပြီးတော့လျှောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးဘဝဆိုတာဇလီဖားတုံးတော်မျိုးယထာလမ်းကိုခင်းထားတဲ့ဇလီဖားတုံးပေါ်ကိုလျှောက်တယ်လို့မျိုးတလန်းပြီးတလန်းတတိကြီးစွာလျှောက်သွားရတဲ့အနေအထားမျိုးအင်မတန်ဖို့တန်တယ်နော်ဒကာကြီးမိုက်မြအချိန်တိုင်းဘဝကိုဇရေပြစ်နေရတယ်ခင်ဗျားတို့တို့ရဲ့အချိန်လေးဟာအချိန်တိုင်းမလုပ်နေရလဲဘဝကိုဇရေပြစ်နေရတယ်ဘဝသေဆုံးပေးနေရတယ်အဲ့ဒီအချိန်မှာကိုကဘယ်လိုအမှုမျိုးဘယ်လိုအလုပ်မျိုးဘယ်လိုကံမျိုးကိုယူလိုက်ရတယ်လေရလိုက်တယ်လေဘယ်လိုမျိုးစိမျိုးကိုစီးပူးမှီလိုက်တယ်လဲဆိုတာအရေးမကြီးဘူးလားအရေးကြီးတယ်တချို့မကောင်းတာတွေရသွားတယ်တချို့ကောင်းတာတွေရသွားတယ်အဲ့ဒီမှာလူဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒီကောင်းတာကိုယူနိုင်ခွင့်ရှိခြင်းသည်လူဘဝရဲ့တန်ဖိုးအမလီစူးစမ်းပြီးတော့ပြောလိုက်ရတာဟင်ဒီကနေ့မှကြီးများဟုတ်လားတလူဘဝကိုတန်ဖိုးရှိတယ်လို့ဘာကြောင့်ပြောရတာလဲဆိုရင်ပေးတဲ့တို့ဒါဦးဇင်းတို့စဉ်းစားစရာအစကလေးကိုပေးလိုက်ပါတယ်နော်မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့
အခဏသုတ်တံမှာမြတ်စွာဘုရားကဗြဟ္မစရိယဝါတာယမြင့်မြတ်တာကိုကျင့်သုံးခွင့်ရှိလို့ကိုးခုမြောက်အခွင့်အရေးပြည့်စုံနေတဲ့လူဘဝလို့ချီးကျူးပြီးတော့ဟောထားနောက်တစ်ခါဒီမိုင်းများဒါကြောင့်လက်တွေကတောင်ကောင်းနေလို့ချီးမွမ်းရတဲ့ဘဝသည်ဘယ်ဘဝလဲလူဘဝအမြဲတမ်းအလဲထက်လုပ်နေရပါတယ်အမြဲတမ်းသတိနေရပါတယ်ဘာကိုပြန်ရတယ်လဲဆိုတာကိုစဉ်းစားပြီးတော့မြင့်မြတ်တာကိုယူပြီးတော့ဘဝကိုမရှုံးအောင်တနည်းအားဖြင့်မယုံညံ့အောင်မြတ်တယ်ဆိုတာအဓိပ္ပာယ်နှမျိုးရှိတယ်နော်မရှုံးရင်လည်းမြတ်တယ်လို့ပြောတယ်မဟုတ်လားနိုင်ရင်လည်းမြတ်တယ်လို့ပြောတယ်နော်အေးပြီးရင်မယုံညံ့ဘူးဆိုရင်လည်းမြင့်မြတ်တယ်လို့ပြောတယ်မဟုတ်လားအေးအဲ့ဒါလိုမျိုးမြင့်မြတ်အောင်အရှုံးမရှိအောင်နိုင်အောင်ကြိုးစားရမယ်ဟုတ်ပြီလားအဲ့ဒါလောက်တန်ဖိုးရှိတဲ့လူဘဝကိုရထားတဲ့အခိုက်အတန့်မှာအကောင်းဆုံးသောရခြင်းဆိုတာအကောင်းဆုံးသောလက်ဆိုတာဗါတဲ့လေခုနကအကျဉ်းချင်းပြောပြီးသားတရားတရားအကောင်းဆုံးသောရခြင်းဆိုတာဗါတဲ့လေတရားတရားတရားဓမ္မတို့ဦးဇင်းတို့နေတိုင်းရှားနေတယ်နော်ဘာတွေရှားပြီးတော့ဘာတွေရတယ်လဲဆိုတာကိုစီစစ်တဲ့အဲ့ဒီရလာတာတွေထဲမှာဘယ်အရာကိုရခြင်းဒီအကောင်းဆုံးသောရခြင်းလဲဆိုတာဒီနေရာမှာမြတ်စွာဘုရားရဲ့ဉာဏ်တော်ကိုမှီပြီးတော့အဖြေမှန်ထုတ်တတ်ရမယ်ဘုရားကတော့ပြောထားတယ်ယုံကြည်မှုကိုရခြင်းဒီအကောင်းဆုံးသောရခြင်းတရားထဲမှာအဲ့ဒါကိုရလိုက်ရတာဒီအကောင်းဆုံးပဲတဲ့ယုံကြည်မှုဘာကိုယုံမှလဲမြတ်စွာဘုရားရဲ့အရေးသွေးကိုယုံတယ်ဘုရားမှာမြင့်မြတ်တာတွေစင်ကြယ်တာတွေအပြည့်ရှိတယ်လူကျင်တာတွေမမောတာတွေမရှိဘူးဟုတ်လားစိုးရိမ်တာတွေဝမ်းနေတာတွေပူဆွေးတာတွေမရှိဘူးဘုရားအကုန်လုံးသိတယ်တရားလုံးစုံကိုသိတယ်အစရှိတဲ့ဖြင့်ဘုရားရဲ့အရေးသွေးကိုယုံရင်ပါခေါ်မယ်တရားတရားအဲ့ဒီမှာမြတ်စွာဘုရားပြောထားတာကတော့တထာဂတပဝေတိတေဓမ္မဝိနည်းသတ္တံပတိလပတိတထာဂတပဝေတိတေဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူသောဓမ္မဝိနည်းတရားသဖြင့်ဆုံးမ၍ထားသောတရားတော်မြတ်၌တတ္တံယုံကြည်ခြင်းကိုပတိလပတိရ၏ဘုရားဟောထားတဲ့တရားဒေသနာတွေတနည်းအားဖြင့်ဘုရားရဲ့စကားတော်တွေကိုပြောထားရင်ပြောတဲ့အတိုင်းစိတ်ထဲကယုံနေဆိုလို့ရှိရင်တရားတရားလို့မြတ်စွာဘုရားကိုယ်တော်တိုင်အဲ့ဒါဖွင့်ပြထားအဲ့ဒီသုဒ္ဓမှာပဲနော်တထာဂတပဝေတိတိဓမ္မဝိနည်းတတ္တံပတိလပတိအဲ့ဒါဆိုလို့ရှိရင်အမျက်ဆုံးသောရခြင်းကိုရတယ်တဲ့ဒီနေရာမှာဦးဇင်းတို့ဖွင့်ထပ်ပြီးတော့ဦးဇင်းတို့နည်းနည်းလေးပြောချင်တာကကိုယ့်ရဲ့အည်သွေးကိုကိုယုံရင်လည်းပဲတရားတရားဘုရဲ့အည်သွေးကိုဘုယုံရမှာလဲကိုယ့်ရဲ့အည်သွေးကိုကိုယုံရမယ်ကိုယ့်ရဲ့အတွင်းတန်တမှာကိုယ့်ကိုဆင်းရဲစေတတ်တဲ့အင်မတန်ယုံညံ့တဲ့ဓာတ်တတိတွေထွက်လာနိုင်နေအကုသိုလ်တွေကိုပြောတာနော်အဲ့ဒီအကုသိုလ်တွေဟာကိုယ့်ကိုဆင်းရဲအောင်လုပ်နိုင်နေလို့ယုံရမယ်နားလည်ထားရမယ်အဲ့ဒါဆိုရင်အဲ့ဒါကိုတားဖို့လို့နည်းအောင်လုပ်ဖို့လို့နောက်တစ်ခါဒီမိုင်းမြကိုယ့်ရဲ့အတွင်းတန်တမှာပဲကိုယ့်ကိုချမ်းသာအောင်အစသာရာရာအထက်တန်းကြအောင်အဆင့်မြင့်ပေးမဲ့ဓာတ်တတိတွေဟာကိုယ့်အတွင်းတန်တမှာပဲရှိနေတယ်လို့ယုံကြည်ရမယ်ကုသိုလ်တရားကိုပြောတာလူတွေဟာကိုယ့်ရဲ့အည်သွေးကိုမယုံတဲ့အခါကျတော့သူများကိုသွားပြီးတော့အားကိုးတယ်သူများစီမှာကိုယ့်အတွက်အားကိုးစရာဘာမှမရှိဘူးနော်တခါကြီးမိုင်းများကြောက်စရာတွေဟာလည်းကိုယ့်ရဲ့အတွင်းတန်တမှာပဲရှိတယ်အားကိုးစရာဟာလည်းကိုယ့်ရဲ့အတွင်းတန်တမှာပဲရှိတယ်ငါတန်တမှာပဲငါကိုဆိုးအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိတယ်ငါတန်တမှာပဲငါကိုကောင်းအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့စိတ်ထဲကယုံကြည်ထားတယ်ဆိုရင်ဒီလူကိုတရားတရားတွေဟူသောအမျက်ဆုံးကိုရတယ်လို့ပြောလို့ရသဘောပေါက်တယ်နော်အေးအဲ့တော့အမျက်ဆုံးသောရခြင်းဆိုတာဘာလဲတရားတရားကိုရတာကိုင်းအဲ့ဒီအမျက်ဆုံးသောရခြင်းကိုရပါပြီဆိုတော့တတိယဘာလို့ရမှာလဲခိုင်မြဲအောင်ကြိုးစားရမယ်တဲ့မူလဇာတံအမြင့်တွေအောင်ကြိုးစားရမယ်တန်လာခိုင်မြဲအောင်ကြိုးစားရမယ်သုတ်ပတိတိတာကောင်းစွာတည်တတ်အောင်ကြိုးစားရမယ်ဆိုလိုတာကဘာလဲသစ္စာ၄ပါးကိုမဲ့ညံပူညံဖြင့်ထိုးထွင်းပြီးတော့မဲ့ညံဖြင့်ထိုးထွင်းပြီးတော့သိအောင်ကြိုးစားရမယ်လို့ပြောပုထုဇဉ်အနွယ်ကိုဖြတ်ပြီးတော့အရိယာဇက်ကိုရောက်အောင်ကြိုးစားရမယ်လို့ပြောတာအဲ့ဒီလိုသစ္စာ၄ပါးကိုထိုးထွင်းသိမြင်တဲ့အသိနဲ့ပေါင်းရမှဒီတရားတရားသည်ခိုင်မြဲတဲ့အဆင့်ကိုရောက်တယ်ဒကာဓမ္မတို့ဦးဇင်းတို့အခုဟောသူနာသူနှစ်ဦးသားဟာပုထုဇဉ်တွေနော်ပုထုဇဉ်တွေဆိုတော့ကိုယ့်ရဲ့တရားတရားဟာခိုင်မြဲတယ်လို့ပြောလို့ရမလားမရဘူးနော်တရားတရားဟာမခိုင်မြဲဘူးတုံလို့စရာအကြောင်းတစ်စုံတရာတွေ့လာရင်တုံလို့မှာအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကခိုင်မြဲအောင်ကြိုးစားပါဆိုတာကသိအောင်ကြိုးစားပါလို့ပြောတာသိတယ်ရေးပါတယ်တော့သိအောင်ကြိုးစားရသိအောင်ကြိုးစားဆိုတာကအဆင့်အမျိုးမျိုးရှိကိုယ့်ရဲ့အကြောင်းကိုကိုနားလည်အောင်နော်မဉ္ဇဉ်ပူညာစိုက်တည်အထိနားလည်အောင်သစ္စာလေးပါထိုးထွင်းသိတည်အထိနားလည်အောင်ကြိုးစားရဆိုကြပါစို့သောတာပန်ပုဂ္ဂိုလ်တွေဟာသူတို့အကြောင်းကိုသူတို့တခေတိတိကျကျသိသွားတာငါတို့ဘဝသည်ဒုက္ခဒုက္ခဆိုလို့ဘာမှမရောဘူးလို့ဆင်းရဲခြင်းတရားကိုသူတို့တကယ်သိသွားတာဒကာဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ်ဘဝကိုယ်ခန္ဓာကို
ဆင်းရဲတဲ့အစုအဝေးကြီးတတ်တတ်ပဲလို့တကယ်မသိသေးဘူးဟုတ်လားတကယ်ယူမိုက်များတကယ်သိလို့ရှိရင်လိုချင်တဲ့သဘောရှိပါမလားမရှိဘူးအခုဘဝကိုဆင်းရဲတယ်လို့မသိလို့ဘဝကိုလည်းမမောတယ်ဘဝမှာအမွှန်းတင်ထားတဲ့ဒီကာမကိုလည်းမမောတယ်ကာမကိုမမောတော့ဘဝကိုမမောတာတွေလည်းပါလာတယ်အဲ့ဒီမှာဘဝထဲမှာအမြဲတမ်းနေရတယ်ဘဝကိုလွတ်ချမပြစ်နိုင်ဘူးဘဝကိုမကောင်းဘူးလို့မသိတဲ့အတွက်ကြောင့်ဘဝကိုဆုတ်ထားတယ်ဘဝကိုတွယ်ထားတယ်ဘဝကိုကတ်ထားတယ်အဲ့ဒီအချိန်မှာဘဝဆိုတဲ့ဒုက္ခကြီးဟာကိုယ်နဲ့တသားတည်းဖြစ်နေတယ်ဒါကြောင့်ဒုက္ခကမလွတ်အဲ့တော့ဒကာကြီးဒီမိုက်တို့ဦးဇင်းတို့တွေဒုက္ခကိုတကယ်မြင်တယ်ဆိုလို့ရှိရင်ဒီဒုက္ခကိုလွတ်ချတဲ့သဘောဟာရှိကိုရှိတယ်နော်ဒုက္ခကိုလွတ်ချလိုက်ခြင်းသည်ဆိုတာပါလေသမုဒယသစ္စာကိုပယ်တယ်ပြောတာအဲ့ဒီမှာនិရောဓသစ္စာစိုက်တယ်ဆိုတာအဲ့ဒါပဲဟုတ်လားအဲ့တော့သစ္စာ၄ပါးသည်ဘာလဲလို့မေးရင်မိမိဘဝရဲ့အကြောင်းကိုအမှန်တိုင်းတိတိကျကျနားလည်သွားတာသိသွားတာဒါကြောင့်ဝိပဿနာတရားကြိုးစားအထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝကိုယ့်အကြောင်းကိုသိအောင်တတိထားပြီးတော့စိတ်တွေဖြစ်တိုင်းရုပ်တွေဖြစ်တိုင်းကိုယ်တိုင်းအေးတိုင်းတွေးတိုင်းခံစားတိုင်းအမြင်မပြတ်ဒလဇက်သိအောင်သူတို့ဂရုစိုက်ပြီးတော့ကြည့်ပါများတဲ့အခါကျတော့ဉာဏ်မျက်စိရှိတယ်တစ်ခုပြီးတစ်ခုပြောင်းလဲသွားတယ်ပျက်စီးသွားတယ်ဘာမှထိန်းထားလို့မရဘူးကြားလာတော့ဘာဖြစ်တုံးဆိုတော့ဘာမှကောင်းတာမရှိဘူးလို့တကယ်နားလည်သွားတယ်တဲ့ဟုတ်လားတကယ်ယူမိုက်များအဲ့ဒီလိုမကောင်းဘူးလို့သူတို့တကယ်နားလည်သွားရင်မကောင်းတာကြီးကိုရကျင်တယ်ဆိုတာရှိတော့မရကျင်ဘူးဆိုခြင်းသည်ဗုဒ္ဓဘာသာရဲ့အဓိကပန်းတိုင်နော်တကယ်ယူမိုက်များရကျင်လို့ဖြစ်ကျင်လို့လိုချင်လို့ဆင်းရဲနေကြတာတူကိုလေဆင်းရဲတာတွေဖြစ်ပြီဆိုလို့ရှိရင်ရကျင်တာကြောင့်ဆင်းရဲတာအဲ့တော့ရကျင်တာဘာကြောင့်ရကျင်တယ်ဆင်းရဲမှမသိလို့ရကျင်တာအဲ့ဒီတော့လောဘကိုချုပ်အောင်လုပ်ကြပါစို့ဆိုတဲ့နေရာမှာဒုက္ခကိုသိခြင်းမှတပါဒုက္ခလောဘကိုချုပ်အောင်လုပ်တဲ့နည်းတခြားမရှိဘူးအဲ့ဒီဒုက္ခကိုသိအောင်ကလည်းပဲအမြဲမပြတ်တတိနဲ့ကြိုးစားပြီးတော့ဒုက္ခကိုမြင်လာအောင်တတိထားရတယ်ပထမအဆင့်အနိစ္စကိုမြင်တယ်ပြီးရင်အနိစ္စမြင်မှများလာရင်ဒုက္ခတို့အနတ္တတို့ဆိုတာတွေဟာမြင်လာတယ်တဲ့ဟုတ်လားတကယ်ကြီးမိုက်များအဲ့ဒါလို့မြင်လို့ဘဝဟာဒုက္ခပဲလို့အရိယာဉာဏ်ဆိုင်အောင်ဆုံးဖြတ်ချက်ချနိုင်ရင်ဘာဖြစ်ပြီလဲတရားတရားသည်အသိဉာဏ်နဲ့ပေါင်းရတဲ့အတွက်ကြောင့်ခိုင်မြဲသွားတယ်ဟုတ်ရဲ့လားတရားတရားဘာနဲ့ပေါင်းရလို့ခိုင်မြဲသွားတာလဲအသိဉာဏ်နဲ့ပေါင်းရလို့ခိုင်မြဲသွားတာအဲ့ဒီလိုခိုင်မြဲသွားပြီဆိုလို့ရှိရင်ဘယ်သူကမှသူ့ကိုလှုပ်ရှားအောင်လုပ်လို့မရတော့ဘူးသူ့တန်တန်မှာသူ့တရားနဲ့သူနေလို့ရသွားတယ်သိသွားပြီပေါ့ဆိုလိုတာကအဲ့ဒီလိုအသိရှိသွားရင်တရားတရားလဲခိုင်မြဲတယ်အစသရာရာသူ့တန်တန်မှာကောင်းမြတ်တာတွေဟာစုဝေးသွားတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းပြောချင်တယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဇကြိုမြို့မှာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိဆွေမရှိဘူးမျိုးမရှိဘူးမိဘမရှိဘူးသားသမီးမရှိဘူးမိသားစုမရှိဘူးပစ္စည်းဥစ္စာဘာမှမရှိဘူးခန္ဓာကိုယ်ကလည်းပဲနုနာယောဂတစ်ကိုယ်လုံးဆွဲကပ်နေအဲ့ဒါသူနေဘယ်မှာနေရတော့ဆိုတော့သူများရဲ့အိမ်ဇက်ကလေးမှာသူများရဲ့ဒီအုံနံရံလေးမှာမှီးပြီးတော့နေရတယ်ညတိုင်ရောက်လို့ရှိရင်ဆေးလည်းမကုနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့နုနာတွေယောဂတွေကဆကြွလာတော့အမြဲတမ်းအော်ဟစ်ညည်းညူနေရတယ်ဒါကြောင့်ညတိုင်မှာသူနဲ့နီးတဲ့အိမ်တွေဟာအိတ်ကောင်းခြင်းမအိပ်ရဘူးသူများကိုနိုးကြားစေလို့သူ့ရဲ့နာမည်ကိုတုပ္ပဗုဒ္ဓလို့နာမည်ပေးတယ်အဲ့ဒါအမေကမှဲ့ပေးတဲ့နာမည်မဟုတ်ဘူးအရက်ကဝိုင်းပြီးတော့ပေးတဲ့နာမည်တုပ္ပဗုဒ္ဓကမြတ်စွာဘုရားရဲ့ပိဋကမင်းသားရဲ့ရောက်ခမကလည်းဗာလဲတုပ္ပဗုဒ္ဓနော်အဲ့ဒီတုပ္ပဗုဒ္ဓမဟုတ်ဘူးအဲ့ဒီတုပ္ပဗုဒ္ဓလူနုဟာလေတနေ့တော့မြို့ထဲကိုအစာအာဟာရတစ်ခုတလေရမြန်းကြမလားဆိုပြီးတော့သွားလာလူစုလူဝေးပေးတဲ့ကြီးကိုမြင်တော့ဟိုနေရာကအစာဝေနေတာနဲ့တူတယ်ဆိုပြီးတော့သူသွားတာအဲ့ဒီမှာဖြစ်ချင်တော့မြတ်စွာဘုရားကတတ္တဝါတွေကိုတရားရည်အေးအမြိုက်စေးတိုက်ကျွေးနေတာအဲ့ဒီမှာသူပေးတဲ့အစွန်ကနေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနားစိုက်ပြီးတော့သူထောင်ကြည့်နော်အဲ့ဒီမှာသူဘာဖြစ်တုံးဆိုတော့တူတူပြောကြစို့ကိုယ့်ရဲ့အကြောင်းကိုကိုကောင်းကောင်းသိသွားတယ်ယခုနကလိုသစ္စာ၄ပါးကိုသူသိသွားတယ်တရားအတန်ကိုကြားမယ်ပရတောဂောသယောနိသောမနတိကာရနှလုံးသွင်းလဲမှန်မယ်ဒါဆိုရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီကြီးထွားသွားလို့ရှိရင်အရိယာမေညာဘုံညာတိကိုရောက်သွားတယ်အဲ့ဒီအကြောင်းနှစ်ချက်နဲ့ညီတဲ့အတွက်ကြောင့်သုဘဗုဒ္ဓဘာဖြစ်သွားပြီလဲသောတာပန်ဖြစ်သွားတယ်သစ္စာလေးပါးသိပြီးတော့ငါဆိုတာမရှိဘူးဒုက္ခပဲရှိတယ်လို့သူသိသွားတယ်ခုတခါသမားတို့ဦးဇင်းတို့တွေကငါရှိတယ်သူရှိတယ်လို့ပဲသိတယ်ဒုက္ခရှိတယ်လို့ကတခါတခါမှပဲသိကိုအလိုမကြတာတွေဖြစ်မှဒုက္ခလို့ထင်တာကိုဟုတ်လားတခါယူမိုက်မြအဲ့ဒီမှာသုဘဗုဒ္ဓကသူမှဘာမှမရှိဘူးနော်ပစ္စည်းလည်းမရှိဘူးကျမ်းမာရေးလည်းမပြည့်စုံဘူးဆွေမရှိမျိုးမရှိဘာမှလူတွေတန်ဖိုးထားတာဘာမှမရှိဘူးနော်ဘာမှမရှိပေမဲ့လို့အတိကိုရတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာပီတိနဲ့ပြည့်နေတယ်တဲ့ဒါအံ့ဩစရာသိကောင်းဒါ
ဒါကြောင့်လူတယောက်ကိုဆင်းရဲတယ်ချမ်းသာတယ်ဆိုတာအပေါ်ယံကြည့်ပြီးတော့ဝေဖန်ဖို့သိခက်တယ်နော်တခါကြီးမိုက်များခုသုဘဗုဒ္ဓကိုအပေါ်ယံကြည့်နော်ဆွေမရှိမျိုးမရှိလူတွေကောင်းတယ်ထင်တာတခုမှမရှိသို့တော့သူ့ရဲ့စိတ်ထဲမှာတော့ဘာနဲ့ပြည့်နေတယ်လဲပီတိနဲ့ပြည့်နေတယ်တဲ့ဝမ်းသာနေတယ်ဝမ်းမြောက်နေတယ်ကြည်နူးနေတယ်ချမ်းသာနေတယ်အဲ့ဒီတော့သူဘာဖြစ်တော့ဒီချမ်းသာဘယ်သူကြောင့်ရတော့မြတ်စွာဘုရားကြောင့်ရတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့သူချမ်းသာနေပါပြီဗျာအရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်ချမ်းသာနေပါပြီဒါကိုပြောကျင်လို့မြတ်စွာဘုရားကြီးကိုသွားမယ်ဆိုတော့ရှေ့မှာဂုံတရေရှိတဲ့ပေးသက်ကခန်းနေတယ်သူသွားလို့မရအဲ့ဒီမှာမြတ်စွာဘုရားလည်းကြောင်းတော်ပြန်ကြွပေးသက်တွေလည်းအကုန်ပြန်သွားပြီဆိုတော့မှသုဘဗုဒ္ဓကအချင်းယူပြီးတော့ဂိုင်းငါရထားတဲ့ချမ်းသာကိုမြတ်စွာဘုရားကိုငါသွားလျှောက်မယ်ဆိုပြီးတော့သွားတာဘုရားရဲ့ကြောင်းတော်ကိုလိုက်တယ်အဲ့ဒီမှာတရားမင်းကဒီသုဘဗုဒ္ဓလူဒီသိပ်ပြီးတော့ဆင်းရဲတယ်အခုသူတရားကိုသိသွားတယ်ဘယ်နဲ့လဲသူ့ရဲ့ယုံကြည်မှုဒီခိုင်မြဲမှုရှိရလားအဲ့ဒါကိုစွမ်းမယ်ဆိုပြီးတော့တရားမင်းကကောင်းကင်ကနေပြီးတော့သုဘဗုဒ္ဓကိုပြောတယ်သင်ဟာအင်မတန်ဆင်းရဲတယ်နော်တဲ့သင်ကိုနူနာယောဂပြအောင်လဲလုပ်မယ်စည်းစိမ်နဲ့ပြည်စိမ်အောင်လဲပဲငါဖန်တီးပေးမယ်ဖရာတရားတန်ခါဖြင့်အကျိုးမရှိအလိုမရှိလို့ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုမှိမ့်မိန်အောင်သင်ပြောမယ်ဆိုရင်ငါလုပ်ပေးမယ်လို့ပြောတယ်နော်အဲ့ဒီတော့သုဘဗုဒ္ဓကဒီယတနာမြတ်သုံးပါးကြောင့်သူ့မှာသိပ်ပြီးတော့ချမ်းသာနေပါပြီဆိုတာ तू သိထားပြီနော်ဒီပြင်ချမ်းသာသူ့မှာမလိုဘူးဒီပြင်လူတွေလည်းယတနာမြတ်သုံးပါးကိုစိတ်ကမှီဝဲမယ်ဆိုလို့ရှိရင်ချမ်းသာမယ်ဆိုတာ तू သိတယ်ပြီးတော့ဖရာကိုအသေးမဲ့အောင်တရားတန်ခါကိုအသေးမဲ့အောင် तू လုံးဝမပြောနိုင်ဘာကြောင့်လဲသူ့ရဲ့ကျေးဇူးကို तू ခံစားထားရတယ်နော်ဘုရားတရားတန်ခါကိုအသေးမဲ့အောင်ပြောတယ်ဆိုတာယတနာမြတ်သုံးပါးရဲ့ကျေးဇူးကိုမခံစားဘူးလို့ပြောကြတာဟုတ်လားတခါယူမိုင်းမြတ်ကိုကျေးဇူးကို तू ခံစားထားတာဆိုတော့ तू ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒါနဲ့ तू မော့ကြည့်သင်မစုတော့ငါတရားပဲအဲ့ဒီလိုဆိုရင်လည်းပဲသင်ဟာတရားဆိုရင်လည်းပဲတရားမိုက်ပဲဖြစ်မယ်တဲ့ပေးတဲ့ရဲ့တရားလို့ပုဂ္ဂိုလ်ကြီးကိုမိုက်တယ်ဆိုတဲ့စကားလုံးနဲ့မလုပ်လိုက်တာလေဆွဲလိုက်တယ်ခုဒကာမတို့ဦးဇင်းတို့ကောင်းကင်ကနတ်တယောက်လောက်မြင်မယ်ဆိုရင်အကုန်လုံးအော်တောင်းနေဟုတ်လားလက်ဥတွေပါနေမျက်တော့ချီမလားမသိဘူးဟင်ဒကာကြီးမိုက်မြဟင်အခုသုဘဗုဒ္ဓကတရားကိုဘယ်လိုပြောနေတာလဲတရားမိုက်လို့ပြောနေတာဘာဖြစ်လို့ပြောရဲတာလဲမလိုချင်လို့ပြောရဲတာဟင်ဒကာကြီးမိုက်မြဘာလို့ပြောရဲတာလဲအဲ့ဒီတရားကပေးမယ်ဆိုတဲ့ဆုလက်တွေကို तू ရချင်သလားမရချင်ဘူးမလိုချင်ရင်ရဲချင်တာပဲနော်ဒကာကြီးမိုက်မြတစုံတစ်ခုမျှော်လင့်နေတယ်ဒီလူတွေကတစ်ခုခုရချင်တယ်ပစ္စည်းမှမဟုတ်ဘူးနော်ဒီလူစီကအရေးပေးမှုကိုရခြင်းနဲ့မေတ္တာကိုရခြင်းနဲ့ဘာပဲရခြင်းချိုးသားတဲ့စကားလေးကိုရခြင်းနဲ့ရုပ်စွာအဆုံးအဲ့လိုလေးရခြင်းနဲ့ဆိုရင်တောင်မှဒီလူရှိမှကိုသည်ရဲခြင်းမှုအပြီးမရှိဘူးကြောက်နေရတယ်။ဘာကြောင့်ကြောက်နေရတယ်လဲလို့မေးရင်တစုံတစ်ခုကိုမျှော်လင့်နေလို့ကြောက်နေရဟုတ်လားတခါကြီးမိုင်းမြဒီစကားလေးကိုအိမ်ရောက်ရင်တိတိကျကျစဉ်းစားအဲ့တော့သုဘဗုဒ္ဓကအသိရှိသွားတဲ့အခါကျတော့နေတဲ့နေရာမှာလဲနေရဲတယ်တရားလို့လူကိုတောင်းမှတရားလို့နတ်ကိုတောင်းမှပါလဲတရားမိုက်လို့ပြောရဲတယ်သိက္ခာရှိနေရဲတယ်တိုင်သေးတဲ့အခါကျတော့ဘယ်လိုလဲတဲ့သုဘဗုဒ္ဓကသေရဲတယ်တခါကြီးမိုက်မြဟုတ်လားအဲ့ဒီကိစ္စအဲ့ဒီတတ္တိကလွယ်တဲ့ကိစ္စလွယ်တဲ့တတ္တိမဟုတ်ဘူးနော်တခါကြီးမိုက်မြအဲ့ဒီမှာသုဘဗုဒ္ဓကရွတ်သေးတယ်ဂါထာလေးတစ်ပုဒ်ဂါထာလေးနှစ်ပုဒ်ရွတ်သေးတယ်အဲ့ဒါလေးကိုဦးဇင်းနဲ့ပြုတ်ပြသူ့ရဲ့အစွမ်းတွေကိုသူပြောပြတာအ내အိဗယ်လည်းအင်မတန်ကောင်းပါတယ်သတ္တာဒနံသီလဒနံဟိရိဩတ္တပိယံဒနံသုဒ္ဓဒနေသဇာဝောဇာပညာဝေတတ္တမန္တနံယသဣတိတနာအဋ္ဌိဣဋ္ဌိယပုရိသတ္တဝါအတလိတောတိတာဟုအာမောကံတတ္တဇီဝိတံသတ္တာဒနံယုံကြည်မှုဆိုတဲ့တရားတရားဒီဟူသောဥစ္စာ၎င်းသီလဒနံကိုယ်နဲ့နှုတ်ကိုစောင့်စည်းခြင်းဆိုတဲ့သီလဥစ္စာယတနာဒီ၎င်းဟိရိဩတ္တပိယံဒနံမကောင်းတာလုပ်ရမှာမကောင်းတာပြောရမှာမကောင်းတာကြံရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဥတ္တပယတနာဥစ္စာ၎င်း၄မျိုးရှိသွားပြီတတိလေးနဲ့နားထောင်တော့တရားကတော့မြန်မြန်သွားမှာပဲနော်မှီအောင်လိုက်ဟလာတကိုင်းမိုက်မြသတ္တဒနံယုံကြည်မှုဒီဟူသောဥစ္စာယတနာ၎င်းသီလဒနံကိုနဲ့နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့သီလယတနာဥစ္စာ၎င်းဟိရိဥတ္တပယတနာမကောင်းတာလုပ်ရမှာပြောရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဥတ္တပယတနာဥစ္စာ၎င်းစာကိုစပေကံစွန်ကျဲလူဒန်းခြင်းဆိုတဲ့ဒါနစာကယတနာတွေ၎င်းတုတံမြတ်စွာဘုရားဟောကြားတော်မူသောတရားဒေသနာတော်တို့ကိုအကြအမြင်ဘဟုတုတများခြင်းဆိုတဲ့တုတ္တယတနာ၎င်းတတ္တမခုနှစ်ခုမြောက်သောပညာယုတ်တရားနတ်တရားခန္ဓာ၅ပါးတို့သည်အမြဲမရှိဆင်းရဲ၏အနှစ်သာရမရှိလို့လက္ခဏာရေးသုံးပါးကိုထိုးထွင်းသိမြင်တဲ့ပညာယတနာ၎င်းဘယ်နှပါလဲခုနှစ်ပါဧတေဤယတနာတို့သည်လောကီလောက၌အဋ္ဌိတန်ရှိကြပေကုန်၏
အဲ့ဒါလို့သူတော်ကောင်းတွေမြတ်နိုးတဲ့တန်ဖိုးထားတဲ့ယတနာ9ပါးလောကမှာရှိတယ်တဲ့လူတွေတန်ဖိုးထားတဲ့ယတနာတွေကတော့အမျိုးမျိုးပေါ့ဗျာအခုပြောနေတာကဘယ်သူတွေတန်ဖိုးထားတဲ့ယတနာလဲသူတော်ကောင်းတွေတန်ဖိုးထားတဲ့ယတနာတရားတရားသီလဟိရိဥဒ္ဒပစာဂသုဒ္ဓပညာတခုစီရဲ့အတိတ်တွေကိုအကျေမပြောတော့ဘူးဒီပေတာအုံနောက်ရှိတယ်အလုံးသိမယ်လို့ဦးဇင်းယုံကြည်တယ်နော်တရားတရားရဲ့သီလရဲ့ဟိရိရဲ့ဥဒ္ဒပရဲ့သုဒ္ဓရဲ့စာဂရဲ့သုဒ္ဓရဲ့ပညာရဲ့အဲ့ဒီလိုသူတော်ကောင်းတွေမြတ်နိုးတဲ့ယတနာ9ပါးဟာဣဒိယဝါမိမမူလေးဖြစ်စေပုရိသတ္တဝါယောက်ျားမူလေးဖြစ်စေယတ္တာအချင်းပုဂ္ဂိုလ်ရဲ့တန်တမှာဧတေတနာထိုးသူတော်ကောင်းနေမြတ်နိုးတဲ့ယတနာဥစ္စာတို့သည်အဋ္ဌိတန်နေရှိကြပေကုန်၏မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ဘယ်လိုပုဂ္ဂိုလ်ရဲ့တန်တမှာပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ယတနာ9ပါးရှိတယ်ဆိုလို့ရှိရင်တဲ့အာဒလိဒောတိတံအာဟုအာမောဂံတတ္တဇေဝိတံတန်ထိုကဲ့သို့သူတော်ကောင်းနေမြတ်နိုးတဲ့ယတနာ9ပါးရှိကြတဲ့ပုဂ္ဂိုလ်တို့ကိုအာဒလိဒောတိမစင်ရသောပုဂ္ဂိုလ်မနွမ်းပါသောပုဂ္ဂိုလ်မမွဲတေသောပုဂ္ဂိုလ်ဝါလူချမ်းသာဟု၍အာဟုသူတော်ကောင်းတို့သည်ဆိုကြကုန်မည်အဲ့ဒီယတနာ9ပါးရှိတဲ့လူယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အာဒလိဒမစင်ရသောသူမနွမ်းပါသောသူတနည်းအားဖြင့်ချမ်းသာကြွယ်ဝသူဆိုတဲ့ဂုဏ်တူးကိုဘယ်သူပေးတယ်လဲမြတ်စွာဘုရားအစရှိတဲ့သူတော်ကောင်းကြီးတွေကပြောတယ်တဲ့ဟုတ်လားတခါကြီးမိုင်းမြအဲ့တော့လောကမှာတကယ်ချမ်းသာတယ်ဆိုတဲ့လူဟာဘယ်လိုလူလဲလို့ဒီမှာဒေသနာတော်နဲ့ညှိကြည့်မယ်ဆိုရင်အဖြေပေါ်မလာဘူးလားဖြေပေါ်လာတယ်လူတွေသတ်မှတ်တာကတော့ငွေများများသုံးနိုင်ရင်ချမ်းသာတယ်လို့ပြောတာပဲခေတ်ပေါ်ပစ္စည်းအဆင်းမြင့်မြင့်တွေသုံးနိုင်ပြီးတော့ဟောကြွားကြွားဝါဝါနေနိုင်တယ်ဆိုရင်သိအဆင်ပြေတာပဲလို့ပြောကြတာပဲဟုတ်လားမြတ်စွာဘုရားကတော့ဒီမှာဘယ်လိုလူသားလင်ချမ်းသာတယ်လို့ပြောထားတယ်လေသူတော်ကောင်းတွေမြင့်နိုးတဲ့ယတနာတွေပြည့်စုံတယ်ဆိုရင်ချမ်းသာမယ်အဲ့ဒါသောတပတ္တိမဲ့ဉဏ်ဆိုတဲ့အတိကိုရမယ်ဆိုရင်ဒီယတနာ9ပါးလုံးပြည့်စုံသွားတယ်နောက်တခါဒီမိုင်းမြယတနာ9ပါးလုံးကိုပြည့်စုံအောင်ဒီပြင်နီးနဲ့ကျူးစားလို့မရဘူးဟုတ်လားတခါဒီမိုင်းမြတ်စွာဘုရားရဲ့တရားတော်နဲ့ညီလိုက်နာကျင့်သုံးတဲ့နီးနဲ့သာလေဒီယတနာ9ပါးပြည့်စုံအောင်ကျူးစားလို့ရတယ်မဟုတ်လားအေးအဲ့ဒီမှာသူကသုံးပါးဗုဒ္ဓကငါသည်မဆင်းရဲဘူးလို့ပြောလိုက်တာအမြင်အားဖြင့်တော့ဆင်းရဲတယ်အတွင်းတန်တာမှာချမ်းသာကြောင်တရားတွေပြည့်နေတဲ့အတွက်ကြောင့်ငါသည်လူချမ်းသာတက်ရောက်လို့သူပြောနိုင်တယ်တရားဓမ္မတို့ဦးဇင်းတို့တွေငါသည်လူချမ်းသာတက်ရောက်လို့ခံစားနိုင်တဲ့အခွင့်အရေးခံစားဘူးတာမျိုးအင်မတန်နည်းလိမ့်မယ်လို့ထင်ဒါဦးဇင်းတို့လည်းသိမခံစားဘူးပါငါတော်တော်ချမ်းသာနေပြီတော်တော်ကိုကောင်းနေပြီဆိုတဲ့ခံစားချက်ရှိဖို့လွယ်သလားမလွယ်ပါဘူးကိုယ့်အပူတွေနဲ့ကိုယ့်လိုအပ်ချက်နဲ့ကိုရှုပ်နေတာတွေပဲများနေတယ်မဟုတ်လားဟင်တခါယူမိုင်းမြအေးအဲ့ဒီမှာနောက်ထပ်သူဆက်ပြောထားတာလေးကဘာလေးလဲအာဒလိဒောတိတာဟုအာမောဂံတတ္တဇေဝိတံသတ္တတို့ပုဂ္ဂိုလ်ရဲ့ဇေဝိတံအသက်ရှင်ခြင်းကိုအာမောဂံအချီးလေးအကျိုးမဲ့မဟုတ်ဘူးရဲ့အသက်ရှင်ခြင်းဟူ၍အာဟုဆိုကြကုန်မည်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းကိုအလကားအသက်ရှင်ခြင်းမဟုတ်ဘူးတနည်းအားဖြင့်အဓိပ္ပာယ်ရှိသောအသက်ရှင်ခြင်းလို့ဆိုကြတယ်တဲ့ခုနတုန်းကဦးဇင်းတို့ရဲ့စကားလေးနဲ့ပြန်ပြီးတော့ဆက်ဟပ်ကြည့်နော်အချိန်တိုင်းဘဝကိုစရေးပြနေရတယ်အသက်ရှင်နေဆိုတာဒီကိစ္စပဲနော်တခါကြီးမိုင်းမြဟိုကျန်းကလေးထဲမှာဗာနဲ့ဥပမာပေးတယ်ဆိုလို့ရှိရင်ဟိုလှဲဘိန်းကြီးတွေလေလိမ့်သွားတယ်ဆိုတဲ့နေရာမှာအဲ့ဒီလှဲဘိန်းနဲ့မြေကြီးနဲ့ထိတယ်ဆိုတာကလက်လေးလုံးလောက်ပဲထိတာဟုတ်လားတခါကြီးမိုင်းမြအဲ့ဒါလိမ့်သွားတယ်ဆိုရင်တဘိန်းလုံးတစ်ခါတည်းထိတာလားမဟုတ်ဘူးဘဝဆိုတာအဲ့ဒီနီးတိုင်သွားနေတာလူငယ်တွေလှဲဘိန်းမမြင်ဘူးရင်ကားဘိန်းကိုကြည့်လိုက်ပေါ့ဟုတ်လားကားဘိန်းရဲ့ဧရိယာအကုန်လုံးမြေကြီးနဲ့တစ်ခါတည်းထိသွားတာလားမဟုတ်ဘူးနည်းနည်းလေးထိနေတာနော်ထိတဲ့နေရာလေးကဘဝဆိုတာအဲ့လိုပဲအခုပြစ္ဆုတ်ပံဆိုပြီးတော့ကုန်းပြီးတော့ဒီလိုလေးသွားနေတာအဲ့ဒါကိုတတိနဲ့အမိဖမ်းပြီးတော့အနှစ်မထုတ်နိုင်ဘူးဆိုရင်အဲ့ဒီကုန်းသွားတာတွေကအမြဲတမ်းရှုံသွားတာပဲနားလေတယ်နော်ဒါကြောင့်ယတနာ9ပါးကိုရှာဖွေရင်းနဲ့ယတနာ9ပါးကိုပြည့်စုံအောင်ကြိုးစားရင်းနဲ့ပြည့်စုံပြီးတော့အသက်ရှင်မယ်ဆိုရင်တော့အဓိပ္ပာယ်ရှိတယ်တဲ့ယတနာ9ပါးမပြည့်စုံမဲနဲ့အသက်ရှင်မယ်ဆိုရင်တော့အဓိပ္ပာယ်မရှိဘူးလို့ပြောတာဒီတော့ဦးဇင်းတို့ကသုဘဗုဒ္ဓကိုဟုတ်ဘယ်လိုလုံးပြောမလဲဆိုတော့မရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူ့ကိုဆင်းရဲတယ်လို့ပြောလို့မရဘဲနဲ့အားကျစရာအနေထားကိုတောင်လျှောက်သွားတယ်ဟုတ်လားဒကမကြီးများမရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူဒီအားကျစရာလူသားတစ်ယောက်ဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ရှိဖို့တဲ့သိဖို့ကအရေးကြီးတယ်ဆိုတာဒါလေးကိုဦးဇင်းတို့ကပြောချင်နောက်ရှိပေမဲ့လို့အသိမရှိတော့ဒုက္ခရောက်ပုံကလေးနည်းနည်းပြောအောင်ဦးဇင်းတို့တာဝိထိမြို့မှာဂတိ40တဲ့ရှိတာကတော့ဂတိ40တောင်ရှိတထေကြီးတူရှိတယ်သူ့ရဲ့နာမည်ကအာနန္ဒာလို့ခေါ်တယ်အဲ့ဒီတထေကြီးကသူကဘာလဲဆိုတော့လောကမှာရှိဖို့ရှိမှလူရဝင်တာရှိမှအရာရာကိုလွှမ်းမိုးနိုင်တာဒီရုပ်ချမ်းဝါဒကသူ့ခေါင်းထဲမှာဆွဲနေတယ်ဒါကြောင့်သူကဩဝါဒပေးတယ်
Insanana Kayan Ditawa Upasika Nensa ASEAN Obabio the Resor. Messenger Gulimia, Guimania, and Kundana Vede. No, Boga Mwa lady, and a Chaga lady, Nene Sudan, and Tambuji, Chila Vede. No? Erimatuka Basa Jono. Piao lady, and Nene Sudan, and Piao Yi Chibara Vede. Tayo Nene Lima, Alhada, Akumakane, Zubuma Lemabine, Bela and Konave. Logama. Bijima, Nimishibu, Shijima, Nishida, Duga Yamchida. Tajam Zuma Mama Benai. Tugo to Shijin, never a mere Mumma Bido, needed. No? Oh, I don't need what I know the guy in my ya. I don't need one in a hot day. To buy Mares would have Gizidia, to buy Nelu Biolu Yagala, Jaro. Passionately, a boa imitation, Ludiga, and Yamachino Canada, no? Boa imitation Mare, Blope Jada, Blope Judaga, who did I go to Tagaya, that would be, no? Tarime Eddie Shin Lin Pinny, the Kisa way. Social Twitter say in a Gida Kajal, Mamiamu Pinny. Tin and Nina Boyan, don't kid it, imitate Rebuda Bosano. The how went Ma Madonna would appear late 20 and Mar 20, Tolo Lanyanola. Ludia Adu Pinny. Bosana imitate Luede, David Howell, Lueda, where to do a Pima, but who does? That on the game Yajuda, that should not go near to go. Oh, should they go Cabiro? Ludoboa, lit to do a chain. A booty a show they never a chain comb beetle, neither one jana. Eddie Ludy, a twin mandala, a twin madala. A twin mari. Then in a bonago, those who are allowed down to do the people. Then I show Chabi of Yorala, to the city of Yorala. Nale am not a guy in my ya. Go out this own knowledge and find signage with a bomb machine. Ella will nana silla lucy. Imidam Yimia that say that the Tola 90, the Bawaja say that the Tola 90, no? Who anana the Tegia, Elum Yimia that say that the Tola, Matabu. Shibu, Tave Duga. Tagaro Bama Samu long and Lega Zamiba, other than Beta. But when you are the other than a machine, Aljame, she and Tutame. Tave no, Evelon and Assimian Yolu, Yolu Lemian. At the Beta to Godago the Miligo, then Beijing as soon. Madi and Sayame, P and Chaname, a Bengo Pyongyame. She only have a title of Josiah, no, Dagato Kana when she needed. Dodo, look at the Qualaga Valley, Tibu, Hola, the guy my ya. Madi and Valley. Sayame, Diano, Chanam. Madi Kame, Dian, Loeme. Ella the Anana de Doabi, they don't obey out don't so. Don't sana Yuaji goes out. Eddie Madubri, the Nega Zabiro, Eddie don't sana Yuaji, don't say Yuaji. They yama a low game, Mapsam Damu, the down logo, Simati Bulu Pit. No? Ella and the Kadadu, you are a Maluyoma, she the one, Lota Gadita Luabe. In the town, she go Maya, they quite like the Dubareva Simati. Nayanga the quality to Baravaga Simaju. Now some to do a day in a jan. Ella and Ningu when she regas up to Diva to Kayo than Name what to kind of do a maid or Madugo by 10 meter name, to concept. Ella Muila is with a Yelunga Yelunia Mamshi, Nakanga Nakonia Mamshi. Miebo Bilulu, a Josure. Peda Yeshian Uzan Bigger or Loma Dota, they got the Gigamako. Hola, Shibo so in Loma, they got the Gilame. Loba Loacha de Yala, a Simadi Moody, Miara at Wajan, Toda, let the Gila. Toda Gidas or Loba Gilo, Toda Gida. No? Who have seen the Sidamaja, who have seen the Alumaji, Edima Toda, they take it. A Lumachabu, a Lusura Sinilu, Machabu, Sura Pita. Oh, Lading my ya. Edita Loma, they Giga or Dona Legima, Dona Givi, or Yoga Subi, Bo. Ella Maega or Kuduiku dance or Yidam, Pianaimu. To go, the Kale less will be the Tongan. To Barenes or Tonglumia. Ella and do what the Yamata Bido. Neneli Mataji, Jueli on a Muyan. Ella do a sinning year to come be on Muyan. Eliluna do one island me to the Maega. Nada, take him a Jola. Mengo Omega Chiba, the Dodo, men a Duni, a maid on not the Yalik me. Elito Kavamila on Dagon Chanin. But then I moved to be the Dugo over little baby dog. Going at baby dog, Jayore, to be the town kindness. Bido Mega Giti. Elima to the Altejan Jit. She jingo Uza Begera, no, the guy you mind. Ella do new shall doyen it. To the Chinunga buying it, a ye Chinese. The Gambo Legu she of Jole. Ella you mean to Sadran Yan. Tanga indeed. Eda Ibaredo. Tanga indeed. Hodela. Modo, Jimola, Hoda, who Hodela. Eh, that young Nazula, the game she will know, the guy you mind. Hola. Erima do a doing ye so that man, the color went water, the Gazoniga let it off. The Gambo Domo would do Jonale. Now soon the Gambo ye of the line Bema. It mania lidema. To the Mula Didi, Badami lady, Casani, to ye me lady, no? And I will mean no.
ဟိုကလေးတွေကသူ့ကိုမြင်တော့ဘီလူဆိုပြီးတော့အော်ပြီးတော့ကြောက်လန့်ပြီးတော့သတိတွေပါမေ့သွားတယ်လို့ဆိုတယ်အဲ့ဒါနဲ့အဆောင်တွေရောက်လာပြီးတော့ကြည်စံဘဲကအသေးရုပ်တဲ့လူလည်းမသိဘူးဆိုပြီးတော့ဒီကလေးကိုရိုက်နှက်ပြီးတော့သတိမေ့မျောအောင်ရိုက်နှက်ပြီးတော့တခါတည်းခြေထောက်ကနေတရွတ်ဆွဲပြီးတော့မြို့ရဲ့အမိုက်ပုံပေါ်သွားပြီးတော့ပြစ်ထားမသေးဘူးဗျာအဲ့ဒီမှာမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကိုတော်မြတ်ဆုံးခံကြွလာတော့ဒီကလေးကိုမြင်တော့အာနန္ဒာနာမည်ချင်းကတူးနေတယ်နော်တခါယူမိုက်မြန်အဲ့ဒီမှာအာနန္ဒာတထေးကြီးပဲဒါအဲ့ဒီမှာအဲ့ဒီကလေးလေးကိုအဲ့လိုပြောတော့ဒီလိုပြောတဲ့စကားကိုမူလတိတိကကြားတယ်ကြားတော့သွားခေါ်ကြည့်လို့မြတ်စွာဘုရားကလည်းခိုင်းတော့မူလတိတိကရောက်လာဒါမင်းအဖေလို့ပြောတယ်အဲ့ဒီမှာမူလတိတိကမြတ်စွာဘုရားပြောတဲ့စကားကိုလုံးဝမယုံဘူးဒါသူ့ကိုသိခါချတာလို့သူကအဲ့လိုယူဆအဲ့ဒီမှာမြတ်စွာဘုရားကမင်းမယုံဘူးဆိုလို့ရှိရင်မင်းကိုမပြောဘဲနဲ့မြုပ်ထားခဲ့တဲ့ရွှေအိုး၅လုံးရှိတယ်အဲ့ဒါမင်းသိတယ်လားမြုပ်ထားခဲ့တယ်လို့ပဲသိတယ်ဘယ်နှမြုပ်ထားခဲ့တယ်လို့ကျွန်တော်မျိုးမသိဘူးအဲ့ဒါလို့ဆိုမင်းသူ့ကိုမေးကြည့်အဲ့ဒါနဲ့အဲ့ဒီကလေးကိုမေးကြည့်တော့အဲ့ဒီကလေးကအကုန်ပြောတယ်အဲ့ဒီနေရာသွားတူတယ်ရွှေအိုး၅လုံးရအဲ့ဒီကြမှာယုံတယ်ဒီတော့မြတ်စွာဘုရားကအဲ့ဒီနေရာမှာရောက်လာတဲ့ပိဋကတ်ကိုတရားဟောတယ်တဲ့ဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိအတ္တပိအတ္တနောနတ္တိကုတောဗုဒ္ဓောကုတောတနံဒီကထာလေးသိကောင်းတယ်နော်ဒီကကြီးမိုက်မြဗုဒ္ဓမတိတနာမတိဣတိပါလောဝိယညတိအတ္တပိအတ္တနောနတ္တိကုတောဗုဒ္ဓကုတောတနံအတ္တမေငါအာဗုဒ္ဓသာသမီတို့သည်အဋ္ဌိတန်နေရှိကုန်၏ဒနာပစ္စည်းဥစ္စာတို့သည်အဋ္ဌိတန်နေရှိကုန်၏ဣတိဣတုပါလောမတိသောပုဂ္ဂိုလ်သည်ဝိဟင်ညတိတွေးပြီးတော့ပင်ပန်းနေတယ်ငါမှသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုပြီးတော့ပင်ပန်းနေတယ်စကားကကွက်ကြော်လေးပြောထားတာမြတ်စွာဘုရားကသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုတာနဲ့ဘယ်နဲ့ကြောင့်ပင်ပန်းသွားတော့ဆိုသာသမီရှိရင်သာသမီအရေးတွေသာသမီကိစ္စတွေကခေါင်းထဲကိုတောက်လျှောက်ရောက်တော့မယ်နော်ဒီကကြီးမိုက်များပစ္စည်းရှိတယ်ဆိုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟာရအောင်တိုးအောင်ရှာဖို့ထိမ့်သိမ့်ဖို့ဆိုတဲ့ကိစ္စတွေခေါင်းထဲကိုရောက်တော့မယ်နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်ပြီတော့ပင်ပန်းပြီတဲ့ခေါင်းထဲမှာပင်ပန်းသွားပြီစိတ်ထဲမှာပင်ပန်းသွားပြီဒါကိုပြောတာသိလားအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဖြေထုတ်ထားလဲအတ္တပိအတ္တနောနတ္တိအတ္တပိမိမိတော်မလိအတ္တနောမိမိရဲ့တာနာယအာကိုဖို့ရလုံငါနတ္ထိမရှိပါပြီကိုယ်ဒီပင်လင်ကိုယ့်အတွက်မရှိဘူးတဲ့ကဲအဲ့ဒါလိုတောင်ပြောတယ်နော်တခါကြီးဒီမိုင်းများကိုအားကိုရဲ့အားကိုရဆိုတာဒီခန္ဓာကိုယ်ကြီးတောင်မှပျက်စီးသွားအောင်မှာဆိုတော့ကိုယ်ဒီပင်လင်ကိုရဲ့အားကိုရအဖြစ်နဲ့တော့မရှိဘူးဒါသူတော်ကောင်းတရားကိုထည့်နိုင်မယ်ဆိုတော့သူတော်ကောင်းတရားကတော့အားကိုရပါနော်တခါကြီးဒီမိုင်းများသူတော်ကောင်းတရားမပါတဲ့တက်တက်တော့ကိုယ်ဒီကိုယ့်အတွက်အားကိုရဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးသူကပဲအမျိုးမျိုးယောဂါတွေနဲ့နှိမ့်ဆက်ပြီးတော့သူကပဲခွဲခွာတော့မယ်လို့တော့ဒကာဓမ္မတို့ဥစဉ်တို့ရဲ့စိတ်ကမပင်ပန်းမိဘူးလားပင်ပန်းနေနော်ကိုယ်ဒီပင်လင်ကိုယ့်ရဲ့အားကိုရအနေနဲ့မရှိပါဘူးတဲ့ဘယ်မှာသာလျှင်သားသမီးဒီကိုယ့်ရဲ့အားကိုရပစ္စည်းဥစ္စာဒီကိုယ့်ရဲ့အားကိုရဖြစ်နိုင်မလဲတဲ့ဆိုလိုတာကအသိဉာဏ်ကလွဲလို့ကိုယ့်အတွက်အားကိုရမရှိဘူးလို့ပြောတာအဲ့ဒီဒေသနာတော်ရဲ့အဆုံးမှာ84,000သောဝေနေရတို့အကျွတ်တန်းဝင်နေလို့ဦးဇင်းတို့ဓမ္မပဒမှာအဲ့လိုမှတ်တမ်းတင်ထားတာရှိပါတယ်နော်တခါကြီးမိုက်ညာအဲ့တော့ပိဋကတ်တို့ဦးဇင်းတို့တွေစဉ်းစားရမှာကလောကမှာရှိတာနဲ့သိတာဒီဘယ်အရာကပို့ပြီးတော့တန်ဖိုးရှိသလဲဆိုတာလေးကိုပဲကွဲကွဲပြားပြားသဘောပေါက်စေချင်တာနော်ဟုတ်ရဲ့လားအဲ့တော့ရှိတယ်ဆိုတဲ့ကိစ္စကမရှိမဖြစ်လို့ရှားနေရတဲ့အပိုင်းကိုသဘောပေါက်ထားဖို့လိုတယ်နော်အဲ့ဒီလိုသဘောမပေါက်ရင်ရှိခြင်းကိုပဲသိပြီးတော့ဦးစားပေးပြီးတော့ခေါင်းထဲမှာနေရာပေးမယ်ဆိုလို့ရှိရင်ဒီရှိခြင်းကပဲကိုယ့်ကိုအကြီးကျယ်နှိပ်စက်လိုက်နော်တခါယူမိုက်များနည်းနည်းလေးအတူကလေးတစ်ခုပြောအောင်မယ်ပုံအတူကလေးမြတ်စွာဘုရားလက်ထက်ကတကယ်ဖြစ်ခဲ့တာပါတနေ့မြတ်စွာဘုရားကရှင်အာနန္ဒာကိုခေါ်ပြီးတော့သာဝတိမြို့ရဲ့ဘေးမှာရှိတဲ့လယ်ကွင်းတွေကိုကြွသွားတယ်ကြွသွားတော့လယ်သမားတယောက်ကလယ်ထွန်းနေတယ်အဲ့ဒီလယ်သမားလယ်ထွန်းနေတာနဲ့မနှံ့မကန့်ရောက်တော့မြတ်စွာဘုရားကရက်ပြီးတော့ခြေသားအာနန္ဒာပတ္တနန္ဒအာတိဝိသောတဲ့အာနန္ဒခြေသားအာနန္ဒာအာတိဝိသောလျင်သောအစိတ်ရှိသောဝါမြန်သောအစိတ်ရှိသောမွေကိုပတ္တမြင်ရဲ့လားလက်ညှိုးထိုးပြအင်မတန်မြန်တဲ့အစိတ်ရှိတဲ့ကြိုက်လိုက်ရင်တခါတည်းတန်းပြီးတော့သေတာကိုမြန်တယ်လို့ပြောတာနော်အဲ့ဒီတော့မြန်တဲ့အစိတ်ရှိတဲ့မွေကိုမင်းမြင်သလားလို့မေးတယ်အဲ့မှာရှင်အာနန္ဒာကလည်းသေသေးချာချာကြည့်ပြီးတော့ပတ္တမိဘဂဝါဂေါရဝိသောမှန်လားပါဗျာသိပြီးတော့ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေကိုဘုရားတပည့်တော်မြင်ပါတယ်ဗျာဒါလေးပဲပြောသွားအဲ့ဒီလိုပြောပြီးတော့ပြန်ကြွသွားရောအဲ့ဒီမှာလဲထွန်းနေတဲ့လေသမားကကြားတယ်မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာငါခုနတုန်းကတော့ကြောက်လိုက်သေးတယ်ခုနသွားပြီးတော့မွေကိုမြင်လားလို့ပြောတယ်ဒီမွေကငါဒီနားမှာလဲထွန်းနေတာဆိုတော့ငါ့ကိုဒုက္ခပေးနိုင်တယ်ဆိုကျိန်တပြားလေးကင်ပြီးတော့သွားတယ်မွေရှိရင်ဖယ်ရအောင်လို့အဲ့ဒီမှာသွားကြည့်တဲ့အခါကျတော့သိတတ်ရင်မွေမဟုတ်ဘဲနဲ့ငွေဖြစ်နေတယ်ဘာဖြစ်နေလဲငွေတုပ်ကြီးဖြစ်နေတယ်ငွေတုပ်ကြီးဖြစ်နေတယ်အဲ့ဒီတော့ငါမျက်နှာချလွဲသလားမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကတော့အစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားရှင်အာနန္ဒာကလည်းအစိတ်ပြင်းထန်တဲ့မွေကိုမြင်ပါတယ်လို့ပြောသွားတယ်
အခုငါတွေ့နေတာကတော့အသပြားထောင်တုပ်ကြီးပဲအဲ့ဒီတော့ဒါငါနားချလွဲတာနဲ့မှဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုယူငါလဲထုံပြန်ရင်တော့ငါယူသွားမယ်ဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုထဲခဲဘက်တင်နဲ့အသာအုပ်ထားလိုက်တယ်ပြီးရင်ယူမယ်ပေါ့ခဏနေတော့မြို့ထဲကနေလူတွေယုံနဲ့ထွက်လာကြဒီထောင်တုပ်ကညာတုန်းကတခိုးအုပ်စုကတထေးတဝိရဲ့အိမ်ကိုခိုးပြီးတော့မြို့ရိုးကိုဖောက်ပြီးတော့သူတို့ထွက်ပြေးလာရင်းနဲ့ကြာနေရတာဒီနာကိုဟုတ်လားအဲ့ဒီမှာဒီမှာခြေရာလျှောက်လိုက်လာတာမြို့ထဲကတထေးကြီးရဲ့အတိုင်းဝိုင်းတွေကလိုက်လာပြီးတော့ဟာဒီနားမှာပျောက်သွားတယ်ဒီနားမှာပျောက်သွားတယ်ဆိုတော့ရှောက်ရှာတော့ထဲခဲဘက်တင်နဲ့အုပ်ထားတယ်အသပြားထောင်တုပ်ကိုတွေ့သွားတယ်အဲ့ဒီတော့မှကြည်စမ်းတခိုးကလဲထွန်းချင်းဟာဆောင်းနေတယ်ဆိုပြီးတော့သူ့ကိုကြိုးတုပ်ပြီးတော့ဘရင်ဒီခေါ်သွားတယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒီမှာဘရင်ဒီကိုမရောက်လိုက်ပါဘူးဂျားမာတယ်တခါတည်းသူ့ကိုတခိုးဆိုလို့ရှိရင်တော့သူ့ကိုတခါတည်းအဆုံးရှင်ရင်လိုက်တော့ဆိုပြီးတော့သူ့ကိုလက်ပြန်ညိုးတုပ်ပြီးတော့မြို့ထဲမှာချိန်နေနဲ့ရိုက်ပြီးတော့ခေါ်သွားတယ်အဲ့ဒီကြတော့မှမြတ်စွာဘုရားပြောတဲ့အစိတ်ပြင်းတဲ့မွေဆိုတာတကယ်ဟုတ်တယ်ကိုငါအစိတ်တွေတက်နေပြီတဲ့ပိဋကမွေစိတ်ကတက်ပြီလားမွေစိတ်တက်ပြီနော်အဲ့ဒီတော့ तू ကဘာလုပ်တုံဆိုတော့မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာရွတ်သွားတဲ့ဒီစကားလေးနှစ်ခွန်းကိုပဲ तू ထက်ကြီးတက်လဲရွတ်ပတ္တအာနန္ဒအာဒေဝိသောလျင်သောအစိတ်ရှိတဲ့မွေကိုမြင်ရလားမှန်လားပါမြင်ပါတယ်ဖေ။ဒါလေးပဲ तू ဆက်ထပ်ပြီးတော့ရွတ်သွားတယ်အဲ့ဒီတော့မင်းကြီးတွေကအံ့ဩတယ်ကြည်စမ်းရိုက်တာမအော်ဘူးဒါပဲပြောနေတယ်ရှင်မြတ်စွာဘုရားကိုလည်းပြောတယ်နော်ဘဂဝါဆိုတဲ့စကားလုံးကလည်းပါတယ်အာနန္ဒာဆိုတဲ့စကားလုံးကလည်းပါတယ်အဲ့တော့ဒါဘာပြောတာလဲဆိုငါ့ကိုဘုရင်ကြီးခေါ်သွားပါငါဖြည့်ရှင်းပါအဲ့ဒါနဲ့ကောသလရှင်မင်းကြီးရောက်တဲ့အခါကျတော့ဘာလို့ပြောတာလဲမှန်လားပါဒီလိုပဲမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကအစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားဆိုလို့တပည့်တော်သွားကြည့်တယ်မွေကိုမြင်လို့လောဘတက်ပြီးတော့တပည့်တော်အုပ်ထားမိပါတယ်တပည့်တော်ခိုးတာမဟုတ်ပါဘူးဒါပေမဲ့အခုတော့ငွေစိတ်ဆိုတဲ့မွေစိတ်ကတက်ပြီးအဲ့ဒီမှာသူစကားဟုတ်မဟုတ်ဆိုပြီးတော့ကောသလရှင်မင်းကကျောင်းတော်လိုက်သွားပြီးတော့မြတ်စွာဘုရားကြီးကိုသွားပြီးတော့လျှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဟုတ်တယ်လို့သက်သေအရာကိုခံတယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာတစ်ပုဒ်ဟောတယ်နာဒံကမ္မံကတံသာဓုယံကတဝနာနုတပတိယတအတုမူခောရောတံဝိပါကံပတိသေဝတိဒီအလုပ်တစ်ခုကိုလှုပ်လိုက်လို့မျက်ရည်ကြီးငယ်ကျပြီးတော့နောင်တတွေနဲ့ပူပန်ရမယ်ဆိုရင်ဒီအလုပ်ကိုမလုပ်တာကောင်းသေးတယ်တဲ့အဓိပ္ပာယ်ကသိတဲ့ကြီးနားလေတယ်နော်ဦးဇင်းကဟိုဘာသာတွေဟိုအရှိတပွေးပြန်မနေဘူးနားလည်ရင်ပြီးရောပဲဟုတ်လားအဲ့ဒါလို့လဲဟောလိုက်ရောအဲ့ဒီယောက်ျားသည်ဘာဖြစ်သွားတော့သောတာပန်ဖြစ်သွားတယ်အဲ့တော့ပိဋကကိုပြောချင်တာကဒီရှိဖို့ဆိုတဲ့ပစ္စည်းတွေဟာတစ်ခါမှမွေစိတ်လို့ကိုယ့်ရဲ့တန်တန်ကိုငယ်ဒိတ်ရောက်အောင်တက်နေတဲ့အခါမျိုးရှိတတ်တယ်ဒါလေးကိုသတိထားရမယ်ဒါကြောင့်ဘာပဲဖြစ်ကိုနဲ့ဆက်ဆက်နေတဲ့ဒီအရာကိုတက်နိုင်တယ်များခြေပြန့်တော့သိတဲ့နဲ့မဟုတ်လားငွေမရှိလို့လည်းမဖြစ်ဘူးနော်တခါကြီးမိုက်များလုံးဝလွန့်ပစ်လိုက်လို့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့စားဝတ်နေရေးရှိတယ်အများကောင်းကျိုးလိုအပ်မှရှိတယ်ကျန်းမာရေးရရှိတယ်နာဂရေးအတွက်ရှိတယ်သို့တော့လိုအပ်တာတဲ့ပို့ပြီးတော့လိုချင်လာပြီဆိုလို့ရှိရင်ဒီငွေပင်လေထဲမှာလူတွေနစ်နေသွားတာရှိတယ်မဟုတ်လားရှိတယ်ဒါကြောင့်ရှိဖို့ထက်သိဖို့အရေးကြီးသည်ဆိုတာလေးကိုဦးဇင်းတို့ကနည်းနည်းလေးပုံပေါ်အောင်ပြောတာနော်ပိဋကတို့အုံနောက်ရှိပါတယ်ကိုယ့်ကိုစဉ်းစားကြည့်ဟုတ်လားအဲ့တော့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲဒါလေးကိုနည်းနည်းပြောခြင်းနေပိဋကရဲ့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲမြတ်စွာဘုရားကတော့ကောင်းကိုမီးလောင်တာငြိမ့်တတ်တယ်လို့မျိုးရင်ဝကိုလှန်ဆူးတာကိုနှုတ်ပစ်တယ်လို့မျိုးသိအောင်ကြိုးစားရမယ်လို့အဲ့လောက်အရေးကြီးပြောခဲ့တယ်နော်တခါကြီးမိုက်မြအဲ့တော့ဘုရားရဲ့အမိန့်ဘုရားရဲ့ဆိုလိုချက်ဘုရားရဲ့ဉာဏ်တော်ကိုလေးစားသောအဖြစ်ခေါင်းမီးလာတော်ကိုနှိမ့်တယ်လို့မျိုးရင်ဘတ်ကိုလှန်ဆူးတာကိုနှုတ်တယ်လို့မျိုးသစ္စာလေးပါးမြင်ပြီးတော့ကိုယ့်ရဲ့အကြောင်းကိုတိတိကျကျမှန်မှန်ကန်ကန်သိအောင်ကြိုးစားခြင်းဆိုတဲ့အလုပ်ဒီအရေးကြီးတယ်လို့နားမလည်သင်ဘူးလားနားလည်သင့်တယ်ဒါကြောင့်အရေးဘယ်လောက်ကြီးတယ်လဲလို့မေးရင်မြတ်စွာဘုရားကတော့အဲ့ဒါလောက်ထိတောင်အရေးကြီးတဲ့နယ်လို့ပြောခဲ့တာနော်တခါကြီးမိုက်မြမိုးပေါက်တွေကကြလာပြီတရားဟောရတာစိတ်မဖြောင်းတော့ဒီမိုက်မြနော်ဘုန်းကြီးအလိုက်မသိဘူးဖြစ်မှာဆိုရဦးသိန်းတရားဟောတာဘယ်လောက်ရှိသွားပြီလို့တဏှာကြီးတောင်မပြီးသေးဘူးနော်နည်းနည်းလိုသေးတယ်1မိနစ်2မိနစ်လိုသေးတယ်အဲ့တော့မိုးရက်လို့ဦးသိန်းကမိုးရွာလို့ဦးသိန်းကရက်ရမယ့်အနေထားမျိုးရောက်နေတယ်ဟုတ်လားဒါကြောင့်ဘေးသက်တို့ကိုဦးဇင်းတို့ပြောချင်တဲ့စကားလည်းထိုက်တလောက်လိပ်ပတ်လဲပြီလို့ဦးဇင်းတို့ယူဆပါတယ်နော်ဟုတ်လားအဲ့တော့ရှိဖို့တဲ့ဘာကအရေးကြီးတယ်လဲသိဖို့ကအရေးကြီးတယ်အဲ့တော့ရှိတာနဲ့သိတာကိုတန်ဖိုးခြင်းကိုဦးဇင်းတို့လက်နှမ်းမိသလောက်ဉာဏ်ကလေးနဲ့ရှင်းပြပါတယ်ဆရာကြီးလေတန်းနဲ့ပြောတာမဟုတ်ဘူးနော်တခါကြီးမိုက်မြတွေးမိတာလေးကိုတွေးမိတယ်လို့စဉ်းစားကြည့်ပါဆိုတဲ့အနေကိုပြောပြတာဟုတ်လားအဲ့ဒီမှာရှိဖို့တဲ့သိဖို့ကဘလောက်အရေးကြီးတယ်လဲဆိုရင်ဒီကုန်းရုပ်တွေကဗါတယ်လေခေါင်းမီးလောင်တာကိုနှိမ့်တယ်လို့မျိုးဟုတ်လားရင်ဝကိုလှန်ဆူးတာကိုအရေးကြီးနှုတ်တယ်လို့မျိုးမသိမှုကိုနှုတ်ပစ်တဲ့နဲ့မသိမှုမီးကိုနှိမ့်ပစ်တဲ့နဲ့လို့ဒီလိုပြောတာသဘောပေါက်လားဒါကြောင့်ရှိဖို့လည်းပဲတ
တရားဘောင်တွင်းကသီလဘောင်တွင်းကတတ်နိုင်သမျှကြိုးစားနိုင်ကြပါစေရှိဖို့ထက်သိဖို့ကပိုအရေးကြီးသည်ဆိုတဲ့အတိုင်းသိဖို့ကိုသူ့ထက်ပိုပြီးတော့အရေးတကြီးကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ရှိဖို့ထက်သိဖို့ကအရေးကြီးသည်ဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဟုတ်လားဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကံတရားနာပိသပေါတင်တူတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုရမြမင်္ဂလာဝါဝါသည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတေတုမကံသင်တရားနာပိသပေါတူတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနဲ့မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနဲ့မိမိတို့သာသနာမိမိတို့ကမ္ဘာမှာစောင့်ကြနေကြကုန်သောနဲ့မျက်နှာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတေတုံမကသင်တရားနာပိသပေါသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုတို့တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနကိလေသာဝပေတတ္တိမရိဒံတပန်ချင်းအေစီတတ်သည်ဖို့လေးပါမဖို့တို့၏အာယုံဖြစ်သောနိဗ္ဗာန်ခြေခံဖြစ်သောပရိယစေတံတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနမဂ္ဂထံ၄ယောက်ဖလထံ၄ယောက်ဆိုသော၈ယောက်တော်ရိယသံဃာရှင်မြတ်တို့နဲ့တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲကာမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း